ဖိလိပ္ပိအခန်းကြီး4အပိုင်ငယ်6โอเคကျွန်တော်တို့အလွတ်ရပြီးသားဖြစ်တယ်အခုကပြောတော့မပြောသေးဘူးကျွန်တော်ကျမကတော့အဲ့ကျမ်းစာစိတ်ထဲမှာကောင်းကြီးရတယ်အလွတ်ရပြီးသားသူတွေလည်းရှိမှာပေါ့နော်လက်တော့မပြခိုင်းတော့ပါဘူးစခရင်မှာနည်းနည်းလေးကျွန်တော်တို့ရှာနေတယ်ဖိလိပ္ပိ4:6ဖြစ်ပါတယ်ခဏလေးစောင့်ရအောင်နော်ကျွန်တော်အတူတူဖတ်ရအောင်အဆင်ပြေလားမပြေဘူးလားဩကျမ်းစာကျွန်တော်တို့ကွန်ပျူတာကအဆင်မပြေဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပဲဖတ်ပေးလိုက်မယ်ကျွန်တော်နဲ့အတူတူရတဲ့သူတွေကအတူတူဝန်ခံရင်းနဲ့ဖတ်လို့ရပါတယ်1 2 3အဘယ်အမှုကိုများစိုးရိမ်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလော့နောက်တစ်ခေါက်ကျွန်တော်ပြန်ဖတ်ပေးခြင်းပါတယ်အဘယ်အမှုကိုများစိုးရိမ်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလော့။မာလဲပေါ်လာပြီနော်။ခဏလောက်နှုတ်ကပတ်တော်စက္ကပ်ရအောင်။အသက်ရှင်သောဖျားသားတို့နှုတ်ကပတ်တော်အားဖြင့်ကိုတော်စကားပြောပါ။တန်ရှင်သောဝိညာဉ်တော်ဖျားသခင်ယေရှုခရစ်တော်နဲ့ဆက်ဆိုင်သောကိုတော်ရဲ့ဖြစ်ခြင်းကိုတော်ရဲ့ကျေးဇူးတော်ကိုကျွန်တော်တို့ကိုဖွင့်ပြပါ။စကားပြောတော်မူပါ။တောင်းကိုလည်းကိုတော်ကောင်းကြီးပေးတော်မူပါကျေးဇူးတော်ကိုချီးမွမ်းလက်သခင်ယေရှုနာမ၌ဆုတောင်းစက္ကပ်အနံပါ၏အာမင်ဆိုတော့ဒီနေ့ကျွန်တော်ဝင်ငှခြင်းတဲ့နှုတ်ကပတ်တော်ကတော့ဒီကျမ်းစာကိုကျွန်တော်အခြေခံပြီးတော့မှကျွန်တော်အတူတူခွန်အားယူဖို့ဖြစ်မယ်ခေါင်းစဉ်အနေနဲ့တော့ကျွန်တော်ဗာပြောချင်လဲဆိုတော့ချီးမွမ်းခြင်းနဲ့ဆုတောင်းပတနာပြုခြင်းအခွင့်ကိုရတော်သူဟာလေလုယာဆိုတော့ချီးမွမ်းခြင်းနဲ့ဆုတောင်းပတနာပြုခြင်းအခွင့်ကိုရရှိတော်သူဆိုတဲ့အကောင်းစဉ်နဲ့ကျွန်တော်ဝေငှပေးချင်တာဖြစ်ပါတယ်ဆိုတော့ဒီကျမ်းစာကတော့အခုကျွန်တော်ဖတ်သွားတဲ့ဒီကျမ်းပိုက်ဟာကျွန်တော်တို့ယုံကြည်သူတွေအတွက်အမတန်မှကောင်းကြီးဖြစ်တယ်ကျွန်တော်တို့ Sunday School ဆိုလဲအလွတ်ကျက်တယ်သူကအရန်လဲဆိုလို့လဲဘယ်လိုလဲလွယ်တယ်ဆိုတော့ပြီးရင်အရန်လဲအတိတ်ပဲနဲ့ပြည့်တဲ့ကျွန်တော်တို့လွယ်လေးနဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဘယ်မှုကိုများစိုးရင်မရှိပဲเนาะအရာရာနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တကွဆိုတဲ့ဟာကျွန်တော်တို့အများကြီးအချိန်ချင်းကျွန်တော်တို့ပြောပြီးသားဖြစ်တယ်ဆိုတဲ့အခါမှာဒီနေ့တော့ကျွန်တော်ဒီကျမ်းစာကိုကျမ်းစာသင်တဲ့ပုံစံလေးနဲ့ကျွန်တော်တို့အနေငယ်ဝေငှရင်းနဲ့သွားချင်တာဖြစ်ပါတယ်အာမင်ရမလားဆိုတော့ဒီမှာဘာပြောလဲဆိုတော့အဘယ်အမှုကိုများစိုးရိမ်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းပါပထမအပိုင်းကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်စကားကဘသူ့ကိုပြောနေတာလဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်တဲ့ဖခင်သခင်ရဲ့သားသမီးတွေကိုပြောနေတာဖြစ်တယ်ဟာလေလုယာဒါဆိုဖခင်သခင်ရဲ့သားသမီးတွေကိုပြောတယ်ဆိုတော့ဖခင်သားသမီးထဲမှာကျွန်တော်တို့ပါလားပါတာပေါ့ဆိုတော့ဖခင်သခင်ကသားသမီးတွေကိုပြောတယ်ဆိုတော့ကျွန်တော်ဒါကိုလည်းအမြဲတမ်းကျွန်တော်ကဖြစ်စေခြင်းလုံးတဲ့အခါအမြဲတမ်းကျွန်တော်ပါလေအသေးစိတ်ရှင်းတတ်တယ်တခါလေရှင်းတာများတော့တော့ဖြစ်တယ်ဖခင်ရဲ့သားသမီးတွေလို့ကျွန်တော်ပြောတဲ့အခါမှာဖခင်သခင်ကထာဝရဖခင်သခင်ကလူသားအလုံးကိုဖန်ဆင်းသောဖခင်ဖြစ်တယ်အဲ့ဒီဟာအမှန်တရားအာမင်ကောင်းကင်နဲ့မြေကြီးနေလကျဲအားလုံးကိုဖခင်သခင်ကဖန်ဆင်းတာဖြစ်တယ်တိရစ္ဆာန်တွေအကုန်လုံးဖခင်သခင်ဖန်ဆင်းတာဖြစ်တယ်နောက်ဆုံးမှာဖခင်သခင်ကသူနဲ့ပုံသဏ္ဍာန်တူတဲ့တန်ဖိုးအကြီးဆုံးတန်ဖိုးအထားဆုံးကိုဘုရားကဖန်ဆင်းလိုက်တယ်။ဘာဖြစ်မလဲယတနာလားမဟုတ်ပါဘူး။စိတ်နေရွှေတွေလားမဟုတ်ပါဘူး။တန်ဖိုးအကြီးဆုံးတန်ဖိုးအထားဆုံးကိုဘုရားသခင်ကဖန်ဆင်းလိုက်တယ်။အဲ့ဒါကတော့ဘာလဲဆိုတော့လူဖြစ်တယ်။အာမင်။လူကိုဘုရားသခင်ကမိမိပုံသဏ္ဍာန်နဲ့အညီတဲ့လူယောက်ျားလူမိန်းမကိုမြေမုံကနေဖန်ဆင်းပြီးတဲ့အခါမှာသူ့ရဲ့နှာခေါင်းထဲမှာဇီဝအသက်ကိုမှုတ်တဲ့အခါမှာလူသည်အသက်ရှင်သောတရဝါဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်တို့နားပေါက်ကနေအသက်ရှူတဲ့သူရှိလား။မရှိဘူး။ကျွန်တော်တို့ကိုယ်တိုင်ကနှာခေါင်းနဲ့အသက်ရှူတယ်။ဒါဆိုတော့အဲ့ဒီလူသားကိုဘုရားသခင်ကဖန်ဆင်းတယ်။ဘယ်နှယောက်လဲဆိုတော့ယောက်ျားအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကိုပဲဘုရားဖန်ဆင်းတယ်။ဒါပေမဲ့ဖန်ဆင်းပြီးတဲ့အခါမှာဘုရားသခင်ကဘာလုပ်တယ်လဲဆိုတော့လူကိုမဆုံးမဘူးဖန်ဆင်းပြီးတဲ့အခါမှာဘုရားသခင်လုပ်တဲ့အလုပ်ကဘာလဲလူကိုဘာလဲကောင်းကြီးပေးတယ်ဟာလေလုယာ
ဒီနေ့ကျွန်တော်မှတ်ထားရမယ့်ချက်ကလူဆိုရင်ဘာရမဲ့သူလဲဆိုတော့ဖယားသခင်ထံကကောင်းကြီးရမဲ့သူအာမင်ဆိုတော့ဘုရားသခင်ကအာဒံကိုဘုရားသခင်အေဝါနဲ့အာဒံနဲ့အေဝါကိုဖန်ဆင်းတယ်သူတို့ပဲပြောမယ်ဆိုရင်အဲ့ဒီကနေများပြားစွာမွေးဖွားပါဘုရားကကောင်းကြီးပေးတော်လေကျွန်တော်သိတဲ့အတိုင်းလူဟာဘုရားရဲ့စကားကိုနားမထောင်ဘဲနဲ့အပြစ်ထဲမှာကြာဆင်းမိတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဘုရားကကောင်းကြီးပေးပေမဲ့ကောင်းကြီးကိုမမြင်နိုင်တော့ဘူးကောင်းကြီးထဲမှာအသက်မရှင်နိုင်တော့တဲ့အခါမှာဘုရားသခင်ကအဲ့ဒီလူသားအားလုံးအတွက်ကြီးမားသောအကြံစီရှိတယ်ရှိတဲ့အခါမှာလူသားအားလုံးကိုဘုရားသခင်ကဖန်ဆင်းတာမှန်တော်ညာလေဒီနေ့ခေတ်မှာတော့လူသားအားလုံးဟာဘုရားသားသမီးဖြစ်တယ်လို့ပြောလို့မရဘူးကျွန်တော်အဲ့ဒါကိုရှင်းပြချင်တာဖြစ်တယ်ပတ်နေတာကအဲ့ဒါပတ်နေတာဟာလေလုယာလူသားအားလုံးကိုထာဝရဘုရားသခင်ကဖန်ဆင်းတော်လဲလူသားအားလုံးကသူ့သားသမီးတော့မဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့ဖန်ဆင်းတဲ့လူတော့မှန်တယ်ဒါပေမဲ့ဖန်ဆင်းတယ်ဆိုတာထက်ဒီနေ့ကျွန်တော်ခုနကပြောတာကဒီကျမ်းစာကသားသမီးတွေကိုဘုရားသခင်ကပြောတယ်လို့ပြောတဲ့အခါမှာဒါဆိုဘုရားသခင်ကအဲ့ဒီအားလုံးသောသူတွေအပြစ်ထဲမှာဆုံးရှုံးသွားတဲ့သူတွေကိုသူ့ရဲ့သားသမီးဖြစ်ဖို့အတွက်ဘုရားသခင်ဘက်ကကျွန်တော်တို့ကိုယေရှုပြုလိုက်တယ်အဲ့ဒီယေရှုကဘာလဲဆိုတော့လှဝါးကားတိုင်းပေါ်မှာအသေးခံတဲ့ကျွန်တော်တို့အပြစ်အတွက်အသေးခံပြီးသေခြင်းကထမြောက်တဲ့ယေရှုခရစ်တော်ကိုယေရှုရဲ့အသွေးတော်ရဲ့အပြစ်စေးကြောခြင်းကိုယုံကြည်တော်သူယေရှုခရစ်တော်ဟာကျွန်တော်ကျမအပြစ်အတွက်လက်ဝါးကားတိုင်းပေါ်မှာကျွန်တော်ရဲ့အာဟုသောဝိကျွေးကိုဆက်ပေးတော်သူဖြစ်တယ်ဆိုတာကိုယုံကြည်ပြီးတော့မှအဲ့ဒီယေရှုကိုတရားဝင်ကယ်တင်ရှင်ဖြစ်လက်ခံလိုက်တော်သူဟာဘာဖြစ်သွားလဲဆိုတော့ကျမ်းစာကပြောတယ်ဖယားသခင်ရဲ့သားသမီးဖြစ်ခွင့်ရတယ်ဖယားရှင်နာမဘုန်းကြီးပါစေဒါဆိုရင်ဒီနှုတ်ကပတ်တော်ကပြောတယ်အဘယ်မှုကမှစိုးရိမ်ခြင်းမရှိနဲ့ဆိုတဲ့စကားကဘသူ့ကိုပြောတာလဲဆိုတော့ဖယားသခင်ရဲ့သားသမီးတွေကိုပြောတယ်ဖယားသားသမီးဆိုတာဘသူလဲဆိုတော့ယေရှုခရစ်တော်ရဲ့အသေးခံခြင်းအသွေးသွန်းလောင်းသေခြင်းကထမြောက်သောယေရှုဟာဖန်ဆင်းရှင်ဘုရားဖြစ်တယ်ကျွန်တော်ကျမရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့ယုံကြည်လက်ခံတော်သူကဘုရားသားသမီးဖြစ်တယ်ဇနီးမောင်နှံနှစ်ယောက်ရှိမယ်အရန်ချစ်ကြတယ်တယောက်နဲ့တယောက်မခွဲနိုင်အောင်ချစ်ကြတယ်ဒါပေမဲ့သူ့အမျိုးသားကယေရှုခရစ်တော်ကိုယုံကြည်တယ်အမျိုးသမီးကတော့ငါကတော့ယေရှုခရစ်တော်ကိုမယုံကြည်ဘူးကောင်းပါတယ်လှုပ်ပါအားလုံးကကောင်းပါတယ်ငါကတော့ငါ့ကိုငါပဲအားကိုးတယ်ရှင်းမနော်ဒါဆိုရင်သူ့ရဲ့အမျိုးသားကတော့ဖယားသားသမီးဖြစ်ပေမဲ့အရန်ချစ်တဲ့ဇနီးမောင်နှံဖြစ်တော်ညာလဲသူ့ဇနီးတဲ့ဖယားသားသမီးဖြစ်လားမဖြစ်ဘူးဒီယာကိုဘာကခွဲပေးတာဆိုနှုတ်ကပတ်တော်ကတတ်မှတ်ပေးတာဖြစ်တယ်ဒါကြောင့်ဒီမှာပြောတဲ့ကျွန်တော်ပြောချင်တာကျွန်တော်ဘုရားသားသမီးဟုတ်ပါသလားဟုတ်ပါတယ်လို့သင်ပြောလိုက်တိုင်းမှာသင်ဟာဘာဖြစ်လို့အဲ့စကားကိုပြောနိုင်တာလဲဆိုတော့သင်နဲ့ကျွန်တော်ဟာယေရှုခရစ်တော်ကိုလက်ခံတော်သူဖြစ်မှသာဘုရားသခင်ရဲ့သားသမီးဖြစ်တယ်အာမင်ခုနသရှင်ဆိုရမလားလောကပ၌ရှိတဲ့သူထက်ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကသာ၍ကြီးမျက်လုံးပါတယ်ဘာလဲလောကဘက်မှာရှိတဲ့သူထက်ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကသာ၍ကြီးမျက်လုံးဒါဆိုရင်လောကဆိုတာကဘာကိုပြောတာလဲဆိုတော့ဖယားသခင်ဖန်ဆင်းထားတာမှန်တော်ညာလဲယေရှုကိုမယုံကြည်တဲ့လက်မခံသောသူအားလုံးကလောကလို့ကျမ်းစာကသုံးတယ်ဒါပေမဲ့အဲ့ဒီဘက်မှာရှိတဲ့ကောင်းကြီးလည်းရှိပါတယ်သို့တော်တဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့ဖယားသခင်ကသာ၍ကြီးတယ်ဒါဆိုကျွန်တော်တို့ဘက်မှာဘာလို့ဘုရားကရှိတာလဲဆိုတော့ကျွန်တော်တို့ဟာယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ကကျွန်တော်တို့ဘက်မှာလာရက်တည်လိုက်တာငါသားငါသမီးဆိုပြီးဘုရားလက်ခံလိုက်တာဖြစ်တယ်အာမင်ဒါကြောင့်ဒီကျမ်းစာကိုပြန်သွားမယ်အခုတော့သားသမီးကိုသိသွားပြီဒါဆိုအဘယ်မှုကိုများစိုးရင်ခြင်းမရှိနဲ့လို့ဘုရားပြောတဲ့စကားကဘသူ့ကိုပြောတာလဲဆိုတော့ဘုရားသခင်ရဲ့သားသမီးတွေကိုပြောတာဖြစ်တယ်ဟာလေလုယာကဲဒါဆိုရင်ကျွန်တော်တို့စဉ်းစားရအောင်မစိုးရိမ်နဲ့ဆိုတာကစကားပြောယုံနဲ့အဲ့စိုးရိမ်စိတ်ကပျောက်လားမပျောက်လားမပျောက်ပါဘူးဟဲနေရလဲစိတ်မပူပါနဲ့တငယ်ချင်းတွေအားပေးတယ်မလားငါရွှေစိတ်ပူတယ်မပူနဲ့ပြောယုံနဲ့ရလားမရပါဘူးစိုးရိမ်စိတ်ပူတဲ့စိတ်ဆိုတာကလောကမှာလူတိုင်းမှာရှိတယ်မဟုတ်လားကျမ်းစာထဲမှာမစိုးရိမ်နဲ့ဆိုတဲ့စကားကိုတဲ့အချိန်ပေါင်းများစွာဘုရားသခင်ရေးထားတယ်ဒါပေမဲ့ကျွန်တော်တို့မစိုးရိမ်တဲ့သူတယောက်မှလောကမှာမရှိဘူးဒါ
ဒါပေမဲ့နှုတ်ကပတ်တော်ကတော့ပြောတယ်မဖြစ်နိုင်ဘူးမရှိဘူးလို့ကျွန်တော်ပြောမယ်နှုတ်ကပတ်တော်ကတော့ပြောတယ်မစိုးရိမ်ပါနဲ့အဘယ်အမှုကိုများမစိုးရိမ်နဲ့လို့ပြောတဲ့ထဲမှာအဘယ်အမှုကိုများဆိုတဲ့ထဲမှာဘာပါလဲအားလုံးပါတယ်ခမရဲ့ကျမ်းမာရေးကိစ္စအတွက်လားမစိုးရိမ်နဲ့ဟာလေလုယာဒါဆိုရင်ကျွန်တော်တို့ရဲ့ငွေရေးကြေးရေးအတွက်လားအလုပ်ကိစ္စအတွက်လားနှုတ်ကပတ်တော်ကပြောတယ်မစိုးရိမ်နဲ့စဉ်းစားရအောင်နော်ဒါဆိုကျွန်တော်တို့ရဲ့မိသားစုကိစ္စလားနှုတ်ကပတ်တော်ကပြောတယ်မစိုးရိမ်နဲ့ကဲလူငယ်တွေဆိုစာမွေးပွဲကိစ္စလားစာကြက်ရမယ်စာမွေးပွဲဖြေရမယ်ကိစ္စလားနှုတ်ကပတ်တော်မပါဘူးလားပါတယ်မစိုးရိမ်နဲ့ဒါဆိုမစိုးရိမ်နဲ့ပြောယုံနဲ့ကျွန်တော်တို့ကရတာမဟုတ်လှုစာတိကဒါဆိုဒီနှုတ်ကပတ်တော်ကဘာဖြစ်လို့မစိုးရိမ်နဲ့အရာရာမှာစိုးရိမ်ခြင်းမရှိပဲဆိုတဲ့အခါမှာဘာဖြစ်လို့ဘုရားသခင်ကပြောသလဲလို့ကျွန်တော်ပြောအကြောင်းပြချက်ရှိတယ်ဟာလေလုယာအဘယ်မှုကိုများစိုးရိမ်ခြင်းမရှိနဲ့ဒါဆိုရင်ကထားလိုက်တော့ပြောရင်ကုန်မှာမဟုတ်တော့ဘူးအဲ့ဒီစိုးရိမ်ခြင်းအားလုံးကိုဘုရားရဲ့နှုတ်ကပတ်တော်ကပြောတယ်စိုးရိမ်စရာတွေရှိပေမဲ့အဲ့ဒီစိုးရိမ်ခြင်းတွေရဲ့အစားတဲ့ဘုရားကဘာလုပ်ခိုင်းလဲဆိုတော့ဒီကျမ်းစာမှာအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းပါပြောကြည့်အောင်အရာရာ၌ကဲကျေးဇူးတော်ကိုချီးမွမ်းရမယ်အရာရာလာပြန်ပြီဒီမှာအကုန်လုံးကချုပ်ထားတယ်အဘယ်အမှုကိုများဆိုတာအားလုံးမပါဘူးလားအရာရာ၌ဆိုတာမပါဘူးလားအရာရာဆိုတဲ့အခါမှာအားလုံးပါတယ်အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းပါလို့ပြောတဲ့အခါမှာဒါဆိုရင်အရာရာထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့တွေးကြုံရတဲ့ကိစ္စအားလုံးပါတယ်ကျွန်တော်တို့ခံစားရတဲ့ကိစ္စအားလုံးပါတယ်အရာရာလို့ပြောတာဟုတ်အဲ့ဒီအားလုံးထဲမှာဘာပါလဲဆိုတော့ကျွန်တော်တို့ဝမ်းသာတဲ့အချိန်ပါတယ်ကျွန်တော်တို့ပျော်တဲ့အချိန်ပါတယ်ကျွန်တော်ဝမ်းနည်းတဲ့အချိန်ပါတယ်ကျွန်တော်ကြိုက်တဲ့အရာတွေရတဲ့အချိန်လည်းပါတယ်ကျွန်တော်ကြိုက်တဲ့အရာတွေမရတဲ့အချိန်လည်းပါတယ်ဟုတ်လားမဟုတ်လားဆိုတော့အဲ့ဒီအရာရာနိုင်တဲ့ကြုံတဲ့အခြေအနေခတ်သိမ်းပါတဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလို့ပြောတဲ့အခါမှာဘသူကိုဗဟိုပြုခိုင်းနေတာလဲဆိုတော့ယေရှုကိုဗဟိုပြုခိုင်းနေတယ်ဟာလေလုယာအဲ့ဒီအခြေအနေထဲကနေယေရှုကိုဗဟိုပြုပြီးချီးမွမ်းပါတဲ့ကဲဒါဆိုရင်ကျွန်တော်တို့ဘယ်အချိန်မှာချီးမွမ်းကြတယ်လဲကျွန်တော်တို့ဘာလုပ်တယ်လဲဆိုတော့ချီးမွမ်းတဲ့ကျွန်တော်တို့ကြိုက်တာတွေလာတဲ့အချိန်ကောင်းကြီးရတဲ့အချိန်ဟာလေလုယာ praise the Lord ပေါ့အာမင်ကောင်းကြီးရမယ်ဆိုဟောဝမ်းသာလိုက်တာကျေးဇူးတော်ပဲမပြောဘူးလားဒါပေမဲ့ကျွန်တော်တို့မကြိုက်တာလားရောကျွန်တော်မကြိုက်တာမလာတတ်ဘူးလားဟာဒါကိုဒီလိုမှန်းထားတာဒီလိုမဖြစ်လာဘူးဒါကိုကျွန်တော်ကဒီလိုဖြစ်မယ်ထင်တာဒီလိုမဖြစ်လာဘူးငါဒီလိုမျောလင့်ထားတာဒီကိစ္စဒီလိုမဖြစ်လာဘူးဒါဆိုတော့အဲ့ဒီလိုကြုံတဲ့အခါမှာကျွန်တော်တို့ဒီကျမ်းစာကဘာပြောလဲဆိုတော့အဲ့ဒီအခြေအနေမှာလည်းအရာရာထဲမှာမပါဘူးလားပါတယ်ကျေးဇူးတော်ကိုချီးမွမ်းပါဟာလေလုယာဟာလေလုယာဒါဆိုတော့ဖခင်ကိုကျေးဇူးတင်ဖို့ဘာဖြစ်လို့ဒီစကားကိုပြောတာလဲဆိုတော့အောက်မှာဖခင်ရဲ့ဂတိတော်ကရှိတယ်အရာရာနိုင်လို့ပြောတဲ့အခါမှာကျွန်တော်တို့မလို့ကြိုက်တဲ့အချိန်တွေမကြိုက်တဲ့အချိန်ခတ်သိမ်းသောအရာဟာဖခင်ကိုချီးမွမ်းပါဒါဆိုရင်ကျွန်တော်လက်တွေ့ကြသွားမယ်သင်နဲ့ကျွန်တော်ကိုအတွက်ကောဖခင်ကိုကျေးဇူးတင်ရဲ့လားတခြားသူမပြောဘူးဖခင်သားသမီးတွေကိုကျွန်တော်မေးပြီဟာလေလုယာကျွန်တော်ဖခင်သားသမီးဟုတ်ပါသလားဟုတ်ပါတယ်ဒါဆိုဖခင်သားသမီးတွေဆိုရင်သေစပင်အတွက်ဖခင်ကိုကျေးဇူးတင်လားဒါမေးခွန်းတင်နေတာပြောရင်ငါစပင်တွေအရန်ကျွတ်တာဟိုတယောက်ကမကျွတ်ဘူးဟုတ်လားမဟုတ်လားငါကြတော့ငယ်ငယ်လေးနဲ့ဖြူတယ် तू ကကြတော့ဘလို့လဲကျွန်တော်မစင်စားဘူးလားအရာရထက်မှမပါဘူးလားအဲ့ဒါကိုအတွက်ဆိုဟာသူတို့ကကြတော့ကောင်းလိုက်တာသူတို့အဖေအမေတွေကပတ်စံရှိတယ်ငါတို့ကဘာမှမရှိဘူးဘသူတွေလဲဖယားသားသမီးတွေနည်းနည်းဟောလိုက်မယ်မစင်သားတဲ့ဘူးလားတခါကျွန်တော်အရာရာနိုင်ထဲမှာပါပါဒါဆိုရင်ကျွန်တော်လည်းဖြစ်ခဲ့ဘူးတယ်ပြီးခဲ့တဲ့အပတ်မှာလည်းကျွန်တော်ပြောအရင်တော့ကျွန်တော်မကျေနပ်တာအများများတယ်တကယ်ပြောတာဖယားကိုကျွန်တော်မသိခင်မကျေနပ်တာအများများတယ်ဘယ်တော့တောင်မကျေနပ်ဘူးလေကျွန်တော်အဖေလမ်းလျှောက်တာတော့ကျွန်တော်သိမကျေနပ်ဘူးဘာဆိုင်လို့လဲအဖေလမ်းလျှောက်တာသူများအဖေတွေကစမတ်ကြတယ်ဒါပေမဲ့ကျွန်တော်အဖေကသူလမ်းလျှောက်တာတစ်မျိုးပဲပြီးကျွန်တော်အဖေပစိုးဝတ်တာကျွန်တော်မကျေနပ်ဘူးသူများတွေကပစိုးဝတ်ရင်ပစိုးကလေးချက်ပြီးကပုံစားလေးကတီလိုလေးဒါပေမဲ့ကျွန်တော်အဖေကတခါအခုချိန်ထိသူမရှိတော့အတင်းပြောတာမဟုတ်တရှင်းသက်ဆိုတာတဲ့လားအထက်မှာစပုံစားနဲ့ကပုံစားကြာဟုတ်တယ်မလားသိတဲ့သူရှိဆိုတဲ့အခါမှာဟာ
ဒီအဖေမှာငါသူ့သားဖြစ်ရတာမကျေနပ်ဘူးသူ့ပဲမကျေနပ်တာလားဆိုတော့မဟုတ်ဘူးကျွန်တော်မကျေနပ်ဘူးဘာမကျေနပ်ဘူးလဲသိလားငါစပင်ကအရန်ပြော့လုံးတယ်အခုတော့ကျွန်တော်ခေါင်းလေးစီအမာလိန်တာအခုတော့တော်တော်ပြားနေပြီတကယ်ပြောတာငငယ်တော့ကလူပြိုပေါက်စားဖြစ်လာငါစပင်ဟာစပင်ပြော့တယ်သူများတွေဆိုရင်ဖီးရင်စပင်ကတချောင်းချင်းရွှဲနေပြီးတော့ထောင်နေတော့အရန်သဘောကျကျွန်တော်စပင်ပြော့တဲ့ခါကျတော့အဲ့စပင်အတွက်ကျွန်တော်မကျေနပ်ဘူးထပ်ပြောမယ်နှာခေါင်းလာပြီနှာခေါင်းကိစ္စကျွန်တော်နှာခေါင်းကအရန်ကြီးတယ်မလှဘူးလို့ကျွန်တော်ခံစားတယ်ပိန်တော့ဆိုပူကြီးတယ်အခုကနည်းနည်းတော်သွားတာမျက်နှာဖြည့်လာလို့ကျွန်တော်နှာခေါင်းသူများနာတန်ဆင်းနေတာအဖေတို့ကငါတို့ငငယ်တော့နှာခေါင်းညှစ်ပေးတယ်လို့ပြောတယ်ဒါပေမဲ့ငါတို့ကျတော့ကောင်းကောင်းမညှစ်ပေးဘူးလားနှာခေါင်းတက်ကျွန်တော်မကျေနပ်ဘူးပြီးသွားစီးပြရမလားကျွန်တော်သွားကျဲတယ်သွားမစီဘူးသွားစီရင်အတန်ပိုကောင်းတယ်ခုနကကျွန်တော်သွားမစီတာတော့အတန်ကောင်းတယ်မလားကျွန်တော်သွားကျဲတယ်ကြားထဲမှာဟာလားသွားအတွက်မကျေနပ်ဘူးစပင်အတွက်မကျေနပ်ဘူးအချင်းကြီးကျွန်တော်မကျေနပ်တာအများများတယ်ဘာကြောင့်လဲဆိုတော့ဟာငါဒီလိုဖြစ်တယ်မကျေနပ်ဘူးမကျေနပ်တဲ့အခါမှာကျွန်တော်ပြောချင်တယ်ကျေးဇူးတော်ချီးမွမ်းနိုင်မလားအဖေကိုကျေးဇူးတင်လားမတင်ဘူးပြီးကျွန်တော်ပညာရေးအတွက်ကျွန်တော်မကျေနပ်ဘူးငါဘာဖြစ်လို့ကြောင်းကောင်းကြောင်းငါလိုချင်တဲ့ကြောင်းဘွဲ့ကောင်းရတဲ့အထိအဖေမိတဲ့ငါ့ကိုဘာလို့ကြောင်းမထားတာလဲကျွန်တော်တို့ခံစားချက်ရှိလားမသိဘူးဒီမှာငါတို့အဖေမိတွေကငါတို့ကိုဘာဖြစ်လို့ဒီလိုဖြစ်စေတာလဲသူများတွေကြတော့ငါတို့ရွယ်သူတွေကြတော့သူတို့ကြတော့ဒီလိုဖြစ်ပြီငါတို့ကဒီလိုဘာဖြစ်လို့ဖြစ်တာလဲမကျေနပ်ဘူးမကျေနပ်စရာလဲကောင်းပါတယ်သူတို့မှလည်းအားနည်းချက်ကိုစီသားသမီးဖြစ်တဲ့ကျွန်တော်တို့ရောဘလောက်စုံလင်လို့လဲသို့တော့ကျွန်တော်ယေရှုခရစ်တော်ကိုရလာတဲ့အခါမှာဖယားသခင်ကိုကျွန်တော်ရလာတဲ့အခါမှာဖယားကိုကျွန်တော်ယုံလာတဲ့အခါမှာဖယားသခင်ဟာကျွန်တော်ကိုဖန်ဆင်းတယ်တကဘာလုံးမှာကျွန်တော်နဲ့တူသောသူတယောက်မှမရှိအောင်ဖယားသခင်ကျွန်တော်ကိုဖန်ဆင်းထားတယ်ဆိုတာကျွန်တော်သဘောပေါက်လာတယ်ကျွန်တော်လက်မအတွက်ကျွန်တော်မကျေနပ်ဘူးတွေ့ရလားလက်မထောင်ထားတယ်ဘာတွေ့လဲဒီလက်မကြော်ညာကျွန်တော်လက်မမလှဘူးလားလူပြိုတော့ကလှတယ်မပြောလူပြိုတော့ကကျွန်တော်ဘယ်လိုလုပ်လဲသိလားအပြိုမတွေကိုတွေ့ရင်ဒီလိုလေးလျှောက်တာလက်မကိုတွေ့မှဆိုလို့ကျွန်တော်မသိတာပို့ဆိုးသွားတာဘေးကကြည့်ဟဲလက်မပြက်နေတယ်လို့ထင်မှာကျွန်တော်ရှက်တယ်တကယ်ပြောတာဒါပေမဲ့ကျွန်တော်ဖယားကိုရလာတဲ့ခါမှာဖယားသခင်ဟာအဖြစ်တိုင်းငါ့ကိုချစ်တဲ့ဖယားဘသူနဲ့မှမတူအောင်ဖန်ဆင်းထားတဲ့ဖယားဖြစ်တဲ့အတွက်ကြောင့်ကိုတော့ကိုကျေးဇူးတင်တယ်ဖယားကိုကျေးဇူးတင်တဲ့စကားစပြောတတ်လာတယ်ဖယားကိုချီးမွမ်းတတ်လာတာနဲ့အမျှကျွန်တော်ဘာဖြစ်လာလဲဆိုတော့လွတ်မြောက်လာတယ်အာမင်အရင်တော့လူရှိရက်ဖို့မပြောနဲ့လူများတဲ့နေရာမှာတော့ကျွန်တော်မသွားရဲ့ဘာမှမသိဘသူမှလည်းကိုယ်ဘာမှပြောတာမဟုတ်တယောက်ကငါ့ကိုဘယ်လိုထင်မလဲအာမင်သူကပြောတယ်နင်လမ်းလျှောက်တာခါကိုင်းနေတဲ့နင်ခါကုန်းတယ်အခုကုန်းလာအဲ့ဒါကျွန်တော်ဒီလိုနည်းနည်းလျှောက်မော်တယ်မောကုန်းဆန်းဒီနေ့ဂျေဇူးတော်ကြောင့်ဘုရားသခင်ကျွန်တော်သိလာတဲ့ခါမှာစိတ်လွတ်မြောက်လာတယ်ဒါဆိုကျွန်တော်ပြောပြဒါနောက်ကျောင်းကျွန်တော်ပြန်ခောက်တာပြရှည်သွားမှာဆိုလို့ဒါဆိုချစ်တော်ညီကိုမောင်တော်မသင်ရဲ့တက်တာကျွန်တော်ရဲ့တက်တာမှာရောမကျေနပ်တဲ့အရာအားလုံးဟာလူဘက်ကနေငါတောင်းမကျေနပ်ဘူးကျေနပ်အောင်လုပ်မယ်ကျွန်တော်ရဲ့ငွေကြေးအတွက်မကျေနပ်ဘူးကျွန်တော်မိသားစုအတွက်မကျေနပ်ဘူးကျွန်တော်ကိုကျွန်တော်မကျေနပ်ဘူးဒါဆိုကျွန်တော်အခုပြောမယ်ဒီမှာအိမ်တောင်တွေပါတယ်သင်ရဲ့ဇနီးတွေအတွက်မကျေနပ်ဘူးဘာလို့လဲယုံကြည်သူတွေဘာဖြစ်နေတာလဲသင်ရဲ့သားသမီးအတွက်မကျေနပ်ဘူးဘာဖြစ်နေတာလဲအဲ့ဒါဘာဖြစ်နေတာလဲစဉ်းစားကြမကောင်းလားနှုတ်ကပတ်တော်ကတော့ပြောအရာရာ၌ကျေးဇူးတော်ချီးမွမ်းအရာထဲမှာသားသမီးမပါဘူးလားပါတယ်သားသမီးတွေတော့ချီးမွမ်းပါတယ်ဘယ်ချိန်မှာချီးမွမ်းလဲတစ်နှစ်တစ်ခါမွေးနေ့လုပ်တဲ့အခါမွေးနေ့သမီးလေးမွေးနေ့သားလေးမွေးနေ့ဟာ तू ကအရန်ကောင်းတယ် तू ကအရန်ဖြစ်တယ်သူ့အတွက်ဘုရားကိုကျေးဇူးတင်တယ်မွေးနေ့ပြီးတာနဲ့ပြောစကားသိနာမထအောင်လေဟိုအဖွဲ့တွေကဟုတ်လားမဟုတ်လားကိုယ်စိတ်တိုင်းကြဖြစ်လားမဖြစ်လာတဲ့အခါဘာပြောလဲကြာနေတော့ကျွန်တော်ကြည့်တယ်တကယ်ပြောတာလက်တွေ့ကြတဲ့ຢာကိုကျွန်တော်ပြောတယ်ကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်တို့ကချီးမွမ်းတာကနည်းနည်းအပြစ်တင်တာကများများဘုရားသခင်ကျွန်တော်မျက်စိကိုဖွင့်ပေးပါစေဒါဆိုအပြစ်တင်စရာမကောင်းဘူးလားကောင်းတာပေါ့ကျွန်တော်သားနဲ့ကျွန်တော်လည်းနေ့တိုင်းဖိုက်နေရတယ်ចောင်းသွားကန်ဒီတသားကြီးသွားတိုက်ရအောင်တိုက်ချင်ဦး तू ကဘူးပဲတသားကြီးចောင်းသွားရအောင်ကြောက်ချင်းဒီနေသားကားလာတော့မယ်သားမလုပ်ချင်ဘူးသူရစ်တဲ့ချိန်ရှိတယ်အကွက်ပေါင်းစုံချော့တယ်အမျိုးမျိုး
သားပဲလားဆိုတော့မဟုတ်အရှိကသမီးတွေလည်းမခေပါဘူးအာမင်ဒါပေမဲ့အခုရမ်းလိမ့်ပါသွားပြီအာမင်ဆိုတဲ့အခါမှာကျွန်တော်ဗာပြောချင်လဲကျွန်တော်သားသမီးအတွက်ကျွန်တော်ဇနီးကျွန်တော်တို့မိသားစုကျွန်တော်အဖေမေအတွက်လောကမှာလူစားတီးနဲ့စဉ်းစားရင်ဘယ်တော့မှကိုကြည်နေရဲ့လားကိုတိုင်ကကောကိုစိတ်တိုင်းကြနေနိုင်ရဲ့လား no ဘာကြောင့်လဲလူဟာဖျားဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်စစ်မှန်တဲ့ဂျေဇုတင်ခြင်းကဘယ်ဟာထွက်လာမလဲဆိုတော့ဖျားမျက်မှောက်တော်ရောက်တဲ့အခါဖျားနဲ့စစ်မှန်စွာမိသားရဖွဲ့တက်လာတဲ့အခါမှာသင်ဂျေဇုတော်ချီးမွမ်းတက်လာမယ်အဲ့ဒီຢာကလူဘက်ကလှုပ်ရတာမဟုတ်ဘူးဖျားကကျွန်တော်တို့ကိုလှုပ်ပေးတာအာမင်အဲ့ဒါကိုဘာလို့ခေါ်လဲဂျေဇုတော်လို့ခေါ်ဒီမှာကျမ်းစာကဘယ်မှုမှမစိုးရိမ်နဲ့တဲ့အရာ၌ဂျေဇုတော်ကိုချီးမွမ်းပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ကြုံတွေ့တဲ့မကြိုက်တဲ့အခြေအနေကြီးကလာတာမမျှော်လင့်ထားတာလာတာအကဲ့ရဲ့ခံရတာကိုယ်အကျော်ခံရတာကိုယ်မတရားလှုပ်သွားတယ်လို့ခံစားရတာအဲ့ခံစားချက်ကြီးတဲ့ကနေကျမ်းစာကပြောတယ်အဲ့ဒီအရာအတွက်ချီးမွမ်းပါဘာကြောင့်လဲဆိုတော့တဲ့ဘာကြောင့်ဘသူ့ကိုချီးမွမ်းရမလဲအဲ့ဒီအခြေအနေကိုဟဲ့ငါပျော်လိုက်တာငါမဟုတ်တာလှုပ်သွားလို့ဝမ်းသာလိုက်တာအဲ့လိုချီးမွမ်းတာမဟုတ်ဘူးအဲ့ဒီအခြေအနေထဲမှာရှိမိမဲ့ဘုရားသခင်ခုနကပြောတဲ့အသမ်းရှင်ခွင်အတွက်ယေရှုတင်တယ်ဟာလေလုယာဘုရားကိုချီးမွမ်းပါတဲ့နှုတ်ကပတ်တော်ကပြောတယ်ဘာကြောင့်လဲဆိုတော့ဒီနှုတ်ကပတ်တော်ကချီးမွမ်းမှုတို့ကျွန်တော်တို့အတွက်အကြောင်းပြချက်ရှိတယ်ဒါဆိုအဲ့ဒီအကြောင်းပြချက်ကိုကျွန်တော်ကြည့်ရအောင်ယောမဩဝါဒစာအခန်းကြီး8အပိုင်းငယ်28ကိုပြပေးပါအောင်ကျေးဇူးပြုယောမဩဝါဒစာအခန်းကြီး8အပိုင်းငယ်28ကျွန်တော်ဒါမသွားခင်ခဏလေးနည်းနည်းတစ်ခုကြံခဲ့တယ်စိုးရင်ချင်းနဲ့ပတ်သက်လို့ကျမ်းစာတစ်ခုကြံခဲ့ဒီနေ့ကျွန်တော်โอเคရှင်မဿဲအခန်းကြီး15အပိုင်းငယ်32ကိုတစ်ချက်လောက်သွားပေးရအောင်ဟာလေလုယာရှားသေးလားကျမ်းစာထဲမှာယေရှုစိုးရိမ်တဲ့အကြောင်းတွေ့ရတာကျွန်တော်ထင်တာယေရှုခရစ်တော်ကဖခင်ဆိုတော့မစိုးရိမ်ဘူးလို့ထင်တာစိုးရိမ်တဲ့အကြောင်းကျွန်တော်တွေ့ရတာဖြစ်တယ်ကဲဒီနေရာမှာကျွန်တော်တွေ့အောင်ထိုအခါယေရှုသည်တပည့်တော်တို့ကိုခေါ်၍ဤလူများကိုငါသနာ၏3ရက်ပတ်လုံးငါနှင့်အတူရှိကြပြီစားစရာအလင်းမရှိလမ်းခီး၌မောမြီကိုစိုးရိမ်သောကြောင့်ကျွန်တော်နောက်ကလိုက်ဆိုပါအောင်လမ်းခီး၌မောမြီကိုစိုးရိမ်သောကြောင့်โอเคကျွန်တော်ဆက်ဖတ်မယ်အစာမစားမီသူတို့ကိုလွတ်ခြင်းကငါအလိုမရှိဟုမိန့်တော်မူလျင်အပေါ်မှာပြောတယ်ယေရှုဟာစိုးရိမ်တယ်တဲ့ဒီနေ့မှာဘာစိုးရိမ်တာလဲဆိုတော့သူ့နောက်မှာလိုက်တဲ့3ရက်လုံးအတူတူလိုက်တဲ့သူ့ကိုယုံကြည်သောကျွန်တော်တို့လိုယုံကြည်သူတွေအဲ့ဒီလိုက်လာတဲ့သူတွေကိုတဲ့လူတွေကိုမြင်တဲ့အခါမှာယေရှုကဘာလဲဤလူတွေကိုငါတနာတယ်3ရက်ပတ်လုံးသူတို့ဟာငါနဲ့အတူတူရှိကြပြီဒါပေမဲ့စားစရာမရှိဘူးတဲ့ဒီဘွဲ့တွေအစာရှောင်နေတာအံ့ဩစရာပြီးလမ်းခီး၌မောမြီကိုငါစိုးရိမ်တဲ့အတွက်ကြောင့်တဲ့သူတို့ကိုအခုပြန်ခိုင်းတော့မှာဆိုတော့မစားဘဲနဲ့သူတို့ကိုလွတ်ဖို့အတွက်ငါအလိုမရှိဘူးအာမင်ဒါဆိုရင်ကျွန်တော်ဒီနေ့ပြောရင်ယေရှုခရစ်တော်ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ယေရှုဟာသင်နဲ့ကျွန်တော်ကိုစိုးရိမ်တယ်ဘာအတွက်စိုးရိမ်လဲဆိုတော့သင်မစားမှစိုးရိမ်တယ်သင်မောပန်းမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဒီကျမ်းစာကိုအောက်ပိုင်းမှာဆက်ဖတ်ရင်ဘာဖြစ်လဲသလားပုံ9လုံးနဲ့9 ကောင်ကိုလူ9000အဲ့ဒီလူအုပ်ကြီး9000ကိုယေရှုကဘာလုပ်လိုက်လဲကျွေးလိုက်တယ်ဟာလေလုယာဒါဆိုရင်သခင်ယေရှုကျွန်တော်တို့အတွက်စိုးရိမ်ပေးနေတယ်ဘာစိုးရိမ်နေလဲဟိုဘွဲ့တွေကသိတော့မသိဘူးယေရှုနောက်မှာလိုက်ရင်သွားလိုက်နဲ့မသိဘူးသို့တော်ယေရှုကဘာလဲဤလူတွေလမ်းမှာပြန်သွားရင်းနဲ့မောမှာကိုငါစိုးရိမ်နေတွေ့တဲ့သူတို့အတွက်စားစရာတခုခုမကျွေးဘဲနဲ့အစာမစားဘဲနဲ့ငါမလွတ်ချင်ဘူးတဲ့အဲ့တော့ဘေးနားမှာရှိတဲ့တပည့်တော်ကိုပြောလိုက်တယ်ပေတရုငါမလွတ်ချင်ဘူးတဲ့ဟာကိုတော့အဲ့ဒါမလွတ်ရင်ဘယ်လိုလုပ်မလဲဒီလူအုပ်ကြီးစားဖို့ဆိုရင်တယောက်ကိုနည်းနည်းတစ်ချက်စီနဲ့တွက်ရင်တော့မှဒီလူအုပ်ကြီးလောက်တဲ့ဟာမရှိဘူးအဲ့စားစရာကိုယေရှုကပြောမင်းတို့စီစဉ်ပေးရမယ်ဟာကိုတော့ဘယ်အလွယ်မှာလဲဒီလူအုပ်ကြီးအဲ့ဒါနဲ့ယေရှုကဘာပြောလဲဆိုဘာကြည့်လဲအဲ့ဒီမှာကြည့်လိုက်ဒီကျမ်းစာကိုဖတ်ကြည့်တဲ့အခါခလေးလေးတယောက်စီမှာမုတ်လေး9လုံးနဲ့9 ကောင်9ကြော်လေး2 ကောင်ပါတယ်ယေရှုကယူလာပြီးတဲ့အခါမှာအဲ့ဒီຢာကိုဂျေဇုတော်ချီးမွမ်းပြီးတော့မှာတဲ့အဲ့ဒီလူ9000ကိုဝေလိုက်တာဘယ်လောက်ရလဲအားလုံးဝပြီးတဲ့အပြင်နဲ့အကျိုးပဲ့ကိုကောက်သိမ်းတာ12တောင်း12တောင်းဆိုတော့တပည့်တော်12ယောက်စာအတွက်ကွက်တီပဲတယောက်1တောင်းအာမင်ယေရှုကတပည့်တော်12ယောက်ရှိတယ်အနီးကသူ့နာမှာဟာဟိုကလေးလေးတယောက်ပါလာတဲ့ငါဒါရှိတယ်ကိုတော့အခွက်ထဲမှာကဲမင်းတို့စားစရာဘာသူပါလဲ
လူ9000လာစားစရာဘယ်သူပါလဲဟမှာယေရှုကမေးနေတယ်ပါတဲ့ခါကျလူကြီးတွေကမပါတာလားဖွက်ထားတာလားတော့ကျွန်တော်လည်းမသိဘူးပြောလို့မရဘူးဒါပေမဲ့ကလေးတယောက်ကပါလဲဆိုကျွန်တော်စီမှာပါတယ်ကျွန်တော်စီမှာပါပြစမ်းမအောင်မင်းစားစရာဟာဘာလုပ်လို့ရမှာလဲဒီမုံလေး9လုံးနဲ့9နှကောင်လူအုပ်ကိုလည်းကြည့်အောင်ဒါပေမဲ့ယေရှုကပြောတယ်ဘယ်သူစီမှာပါလဲရှာလိုက်ပါအောင်ပြောတာအဲ့ဒါယူလာပြီးတော့ကိုတော့အထိပ္ပယ်ရတာပါလဲဒါပဲရှိတယ်ကိုတော့ဘာမှလုပ်လို့မရဘူးဆိုပြောချင်တာပြောလို့မကောင်းလို့ယေရှုစီမှာသွားပြီးတော့ဒီမှာမုံ9လုံးနဲ့9နှကောင်ယေရှုကရပြီโอเคအဲ့ဒါကိုယူလိုက်ပြီးကောင်းကင်ဘုံတိုင်းအဖာကိုတော့ဂျေဇုကကြီးမားပါတယ်အသက်မွေးလောက်တော့အစားကိုပေးတဲ့အတွက်ဂျေဇုတင်တယ်ဆိုပြီးပြန်ယူလိုက်တဲ့အခါမှာအားလုံးကိုဝေလိုက်ဟာနည်းနည်းလေးကိုဘလို့ဝေးမှလဲဝေးနဲ့သူတို့လည်းအဲ့ထက်မှမျောနေတယ်မကုန်ဘူးခလေးနဲ့မိန်းကလေးမပါဘူးတဲ့မိန်းအမျိုးသမီးမပါဘူးတဲ့လူ9000ကျော်ကျွေးတယ်အာမင်ဝေးနဲ့မကုန်ဘူးဟာပြီးတော့ပြောဟာထူးဆန်းတာကကုန်ပြီလားမကုန်သေးဘူးဘယ်လောက်လဲမုံ9လုံးနဲ့9နှကောင်ကျမ်းစာမှာလူ9000ကိုကျွေးတယ်အာမင်ဝေလို့မကုန်ဘူးနောက်လည်းကြာအကုန်ရပြီလားမရသေးတဲ့သူလက်ထောက်ဆိုတယောက်မှမထောင်တော့ဘာဖြစ်လဲအကုန်ရသွားပြီနဲ့သူတို့စားတော့တော်ပြီလားဝါပြီဆိုပိုသေးတယ်တဲ့ယေရှုကပိုသေးတယ်ဆိုမလွတ်ပြင်းနဲ့အကုန်ပြန်ကောက်တင်ရမယ်ယေရှုကစီကန်းရှိတယ်ဟာလေလုယာသွားသိမ့်မအောင်ဆိုတဲ့ခါမှာသိမ့်တဲ့ခါကျတော့ခုနကလာပေးတော့မုတ်လေး9လုံးနဲ့9လေးနဲ့ကောင်သွားသိမ့်တဲ့ခါကျတော့တောင်းနဲ့ထည့်ရတယ်ကျမ်းစာပြောတယ်ပြန်သိမ့်တော့ဘယ်လောက်ရလဲ12တောင်းလိုက်ဝေပေးတဲ့တပည့်တော်တွေအလကားမဖြစ်ဘူးအဲ့ဒီညစာအတွက်တယောက်တောင်းထမ်းပြီးပြန်သွားတယ်အာမင်ကျမ်းစာမှာတော့မရေးထားဘူးကျွန်တော်ထင်တာပြောတာတပည့်တော်12ယောက်လေ12တောင်းလေကွက်တိလေအာမင်ယေရှုကတော့ရပြီငါလုံလောက်သွားပြီငါဆုတောင်းတော့မယ်ကိုတော့ဆုတောင်းဆိုဟာဂျေဇုတော်ပဲဟာလေလုယာ praise the Lord ရောက်တယောက်တောင်းဟိုဖွဲ့တယ်12တောင်းပြည့်နဲ့ပြန်သွားတယ်ဆိုတဲ့အခါမှာကျွန်တော်ဘာပြောချင်တယ်လဲလို့ပြောရင်မစိုးရိမ်နဲ့လို့ဘုရားသခင်ကဘာဖြစ်လို့ကျွန်တော်တို့ပြောတာလဲဆိုတော့အသင်အတွက်သူစိုးရိမ်ပေးနေတယ်ကျမ်းစာတဏှာကပြောတယ်မနှက်ပြန်အတွက်မစိုးရိမ်နဲ့မနှက်ပြန်နေ့ကသင်တို့ကိုစိုးရိမ်မယ်ဒီနေ့ကျွန်တော်ယုံကြည်သူတွေကျေးဇူးတော်စိုးရိမ်စရာထဲကနေဘုရားကိုချီးမွမ်းဖို့ဘာလို့ပြောနိုင်လဲဆိုယေရှုဟာကျွန်တော်တို့ကိုစိုးရိမ်ပေးနေဒီကျမ်းစာအပြင်တွေ့ရတယ်သူတို့မောမှာသူတို့ပိုက်စာမှာငါစိုးရိမ်တယ်မောမိကိုစိုးရိမ်သောကြောင့်ဟာလေလုယာဒါကြောင့်ယေရှုခရစ်တော်ကိုယ်တိုင်ကဘာဖြစ်လဲကျွန်တော်တို့အတွက်စိုးရိမ်ပေးနေတော်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဖျားသားသမီးဖြစ်တဲ့အတွက်ကြောင့်မစိုးရိမ်နဲ့ဆိုတဲ့စကားဟာကျွန်တော်တို့အတွက်ဖြစ်တယ်လက်ခုပ်တီးပြီးချီးမွမ်းပါဦးယေရှုဟာလေလုယာကဲခုနကအကျမ်းစာပြန်လာလို့ရပြီဒါမစိုးရိမ်နဲ့ဆိုတဲ့အကြောင်းရင်းခုနကျမ်းစာကျွန်တော်တို့ကြည့်တဲ့အခါမှာဘာတွေ့ရလဲလို့ပြောရင်ယောမ 8:28 မှာဖျားသခင်ကိုချစ်တော်သူတည်းဟူသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောယာတို့သည်တညီတညွတ်တည်ပြုစုကြသည်ကိုငါတို့သိကြ၏အာမင်ဒါကဒုတိယပိုင်းဖြစ်သွားပြီပထမကျွန်တော်ပြောတာပါလဲဘယ်ကိစ္စမှမစိုးရိမ်နဲ့အရာရာနဲ့ဘာလို့ရမလဲကျေးဇူးတော်ချီးမွမ်းပါဘသူ့ကိုချီးမွမ်းရမှာယေရှုကိုချီးမွမ်းရမှာယေရှုလှုပ်ဆောင်ပေးတာချီးမွမ်းရမှာအသက်ရှင်တဲ့ဖခင်ရှိတဲ့အတွက်ယေရှုတင်ရမယ်ဒီကျမ်းစာဘာပြောလဲဆိုဖခင်သခင်ကိုချစ်တော်သူတည်းဟူသောကြံစီတော်မူခြင်းအတိုင်းဖခင်ရဲ့အကြံစီတော်ထဲမှာကျွန်တော်အားလုံးပါတယ်အဲ့ဒီခေါ်တဲ့သူတွေရဲ့အကျိုးကိုတဲ့ခတ်သိမ်းသောຢာတို့ဟာတညီတညွတ်တဲ့ဘာလုပ်နေလဲဖြက်စီးနေတာလားဒုက္ခပေးနေတာလားပြုစုနေတာလားဒီကျမ်းစာကဘာလုပ်လဲတညီတညွတ်တဲ့ပြုစုကြသည်ကိုငါတို့သိတယ်ဖခင်ရှင်နာမဘုန်းကြီးပါစေဒါဆိုရင်သင်ဟာဖခင်သားသမီးကျွန်တော်ကဖခင်သားသမီးပြင်ကျွန်တော်တို့ကြုံတွေ့တဲ့အခြေအနေခတ်သိမ်းထဲမှာဖခင်ဘက်မှာနှလုံးသားလဲ့လို့ဖခင်နဲ့ယုံကြည်လို့ဖခင်သခင်ကျွန်တော်တို့ရှိတယ်ဆိုတော့ယုံတော်သူယေရှုရဲ့ကျေးဇူးတော်ကိုယုံတော်သူယေရှုလှုပ်ဆောင်ပေးခြင်းကိုယုံတော်သူအတွက်အစိုးဆိုတာမရှိဘဲနဲ့အဲ့ဒီအခြေအနေထဲကပင်လင်ကျမ်းစာကပြောတယ်ငါတို့ရဲ့ကောင်းကျိုးအတွက်ဖခင်သခင်လုပ်ပေးနေတယ်ဖခင်ရှင်နာမဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာဒါကြောင့်ဘုရားသခင်ဟာကျွန်တော်တို့အတွက်ဘယ်မှုကိုမှမစိုးရိမ်ပါနဲ့လို့ဘုရားသခင်ကပြောတာအံ့ဩစရာကောင်းတယ်ကျွန်တော်ဒီအရှိလေးမှာတစ်ချက်ပြချင်တာရှိသေးတယ်ကြံခဲ့လို့ sorry ရှင်မဿဲခရစ်အခန်းကြီး26ကိုသွားပြပါအောင်ရှင်မဿဲ26 38ကိုကျွန်တော်သွားပြအောင်โอเค38ဒီမှာကဲတူတူဖတ်ကြအောင်ထိုအခါယေရှုကငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ
ဤရက်၌ငါနှင့်အတူစောင့်၍နေကြလော့ဟုတပည့်တော်3ယောက်တို့အားမိန့်တော်မူ၏ဒီကျမ်းစာကျွန်တော်နည်းနည်းရှင်းပြမယ်ဒါဟာယေရှုခရစ်တော်ဘုရားကျွန်တော်တို့လူသားအားလုံးရဲ့အပြစ်အတွက်ကျွန်တော်ပြောမယ်နော်ကျွန်တော်တို့ကိုစိုးရိမ်စေတာဆင်းရဲစေတာခက်ခဲစေတာအပြစ်ဖြစ်တယ်အာမင်အဲ့ဒီအပြစ်အတွက်ယေရှုကလက်ဝါးကားတိုင်းတက်ခံနီးမှာသူ့အချိန်ရောက်တဲ့အခါမှာထိုးခါဆိုတဲ့အခါမှာဂေသရှင်မန်ဥယျာဉ်မှာယေရှုကတဲ့ငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်တယ်ဒီမှာဘာတွေ့ရလဲဆိုတော့ယေရှုညီးတွားတာကိုကျွန်တော်တွေ့ရတယ်ငါသေလောက်အောင်တာမန်တော့မဟုတ်ငါသေခြင်းလောက်အောင်ငါစိတ်နှလုံးအလွန်ညှိုးငယ်နေတယ်တဲ့အဲကြောင့်သူနဲ့အတူတူခေါ်သွားတဲ့တပည့်တော်3ယောက်ဘယ်နှယောက်လဲ3ယောက်နာမည်မေးထားအဲ့3ယောက်ဘယ်သူဖြစ်မလဲဘယ်သူဖြစ်မလဲခမန်းကြည့်အောင်ပေတရုယာကုပ်ယောဟန်ပေါ့ကျမ်းစာထဲမှာယေရှုကတပည့်တော်12ယောက်ရှိတဲ့ထဲမှာ तू ကယေရှုခရစ်တော်လက်ဝါးကားနဲ့မတက်ခင်မှာ तू တွဲသွားတယ်တပည့်တော်အနည်းဆုံး12ယောက်ရှိတယ်ဒီနေ့ကျွန်တော်ဘုရားကျောင်းမှာလည်းပုတ်ပြစ်မှဥဆောင်တဲ့ဝိပုကိုးကွယ်လုပ်တဲ့ music တီးတဲ့အဖွဲ့ကတသက်ရှိတယ်ပရိသတ်ရှိတယ်ယေရှုလည်းပဲအဲ့လိုပဲတပည့်တော်12ယောက်ရှိတယ်သူနဲ့အဲ့ဒီ12ယောက်ထဲမှာအနည်းဆုံး3ယောက်ရှိတယ်ကိုတော့နာမှာအလားအမြဲတမ်းကိုတော့ဘာလို့လဲလှုပ်ပေးတဲ့သူကိုတော့အချစ်ကိုရတော့ကိုတော့နဲ့အနီးကပ်စွာနေတဲ့သူပေတရုယာကုပ်ယောဟန်အာမင်ဆိုအဲ့ဒီ12ယောက်ရဲ့နောက်မှာတပည့်တော်ဘယ်လောက်လဲ90ရှိတယ်အဲ့ဒီနောက်မှာယာနဲ့ချီပြီးရှိတယ်ဆိုတော့အဲ့ဒီမှာယေရှုကဘာလို့လဲ3ယောက်ကိုခေါ်သွားတာတကယ်ဆိုအားကောင်းမောင်းတဲ့3ယောက်အားကိုရတဲ့3ယောက်အချစ်ဆုံး3ယောက်ခေါ်သွားတယ်လာရတဲ့သွားရအောင်တဲ့ငါသေလောက်အောင်စိတ်နှလုံးညှိုးငယ်တယ်လှဝါးကားတိုင်းမတက်ခင်မှာယေရှုကဒီကိစ္စဖြစ်နေတာအဲ့ဒါ तू ကဘာဒါကြောင့်ဤရက်မှာငါနဲ့တူခဏစောင့်နေကြလို့တပည့်တော်3ယောက်တို့ကမှာပြီးတော့ငါဘာလုပ်မလဲဆိုငါတောင်ပေါ်မှာသွားပြီးတော့မှဆုတောင်းအောင်မယ်အဲ့ဒီမှာယေရှုဘာဆုတောင်းလဲယုံကြည်သူများအဖာလှဝါးကားတိုင်းတက်မဲ့ကိစ္စကိုဆုတောင်းတယ်ဤခွက်ကနေကျွန်တော်ကိုလွန်သွားနိုင်ရင်လွန်သွားပါသို့မဟုတ်ကိုတော့အလိုတော်တိုင်းဖြစ်ပါစေလက်ဝါးကားတိုင်းမှာအသေးခံမဲ့အနံမဲ့ကိစ္စကိုယေရှုကအဖာလွန်သွားနိုင်လွန်သွားပါကျွန်တော်တို့တော်လည်းဖရားလိုတော်တိုင်းဖြစ်ပါစေဆုတောင်းပေမဲ့ယုံကြည်ခြင်းမှာပြန်ပါလားပြန်လာတယ်သေတော့အောင်စိတ်နှလုံးကညှိုးငယ်နေသေးတယ်တော်ထက်ဆုတောင်းတယ်အဖာကျွန်တော်ဤကိစ္စခွက်ကနေလွန်သွားနိုင်လွန်သွားပါဒီကျမ်းစာမှာဖတ်ကြည့်တဲ့အခါဆုတောင်းတယ်ပြန်လာတယ်ဟို3ယောက်ကဘာလုပ်လဲအခြားသောဘာစကားနဲ့ဟာလေလုယာယေရှုကောင်းကြီးပေးပါတောင်းမအောင်မေးလားအိပ်ပျော်နေအားကိုရတဲ့အဖွဲ့တွေတခါတရားဟောနေအိပ်ပျော်သွားတယ်သူရှင်နောင်တရပါစေအိပ်ပျော်နေတာသူတို့ကအိပ်ပျော်နေတာအားနဲ့ဒီကျမ်းစာမှာကျွန်တော်အောက်ကျကြော်ပြီးတော့ကျွန်တော်နည်းနည်းဖတ်လိုက်မယ်အပိုက်ငယ်44အပိုက်ငယ်44โอเคကဲသူတို့ကိုထားခဲ့၍တဖန်သွားပြီးလင်ရှေးမွတ်ဆိုသည့်နီးတူ3ကြိမ်မြောက်အောင်ဆုတောင်းတော်မူယေရှုဘယ်နှကြိမ်တောင်းလဲ3ကြိမ်ခဏပြန်လာလဲဟာမင်းတို့အိပ်ပျော်နေတယ်ထောင်ငါအထဲမှာသေလောက်အောင်စိတ်နှလုံးညှိုးငယ်နေတယ်တခါပြန်သွားတယ်ဆုတောင်းတယ်ပြန်လာတယ်အိပ်ပျော်တယ်ဒီကျမ်းစာပါလဲတဖန်သွားပြီးလင်တဲ့ရှေးမွတ်ဆိုသည့်နီးတူဒီဆုတောင်းချက်ကိုပဲခဏလေးအတွင်းမှာယေရှုကဘယ်နှကြိမ်တောင်းလဲ3ကြိမ်တောင်းတယ်အာမင်3ကြိမ်မြောက်အောင်တဲ့ဆုတောင်းတော်မူ၏တဲ့ဆုတောင်းပြီးတဲ့အခါမှာဘာဖြစ်လဲဆိုအပိုက်ငယ်46 45နဲ့46 45 sorry 45 okay ကျွန်တော်နည်းနည်းကြော်သွား45ပြပေးကြည့်ကြည့်အေးထို့နောက်တပည့်တော်တို့ရှိရာသို့ပြန်လာလင်ယခုအိပ်ပျော်၍ငြိမ်ဝှက်စွာနေကြလောအလဲယေရှုက3ခါလဲဆုလဲတောင်းပြီးတော့ပြန်လာတဲ့အခါမှာအရှင်တော်ကတော့ထားကြအောင်ငါ့ကိုဆောက်အောင်ငါသွားဆုတောင်းအောင်မယ်ဒီကျမ်းစာမှာထားကြအောင်ငါ့ကိုဆောက်အောင်ငါသွားဆု3ကြိမ်တောင်းပြီးတဲ့အခါမှာယေရှုကထို့နောက်တပည့်တော်တို့ရှိရသို့ပြန်လာပြီးတော့မှယခုအိပ်ပျော်၍ငြိမ်ဝှက်စွာနေကြမင်းတို့အိပ်ချင်အိပ်လို့ရပြီတဲ့အာမင်အေးစစ်အိပ်ကြတော့တဲ့အိပ်ပျော်၍ငြိမ်ဝှက်စွာနေလိုက်တော့တဲ့ဟာဟိုဘက်ကကိုတော့ဘာထူးကြလို့လဲလို့မေးတဲ့အခါမှာစက်ဖတ်တဲ့အခါမှာဘာတွေ့ရလဲလူသားကိုစိုးသောသူတို့လက်သို့အနံ့ရသောအချိန်ရောက်လာပြီဟာ3ကြိမ်တောင်းပြီးတဲ့အခါမှာဟိုမှာယောမစစ်သားတွေယေရှုကိုဖမ်းဖို့လာပြီသူ့ဝိညာဉ်ထဲမှာတွေ့ပြီအတန်ကြားနေပြီယေရှုကအဲ့ချိန်မှာယေရှုကစကားထပြောတယ်ဘာပြောလဲအခုအိပ်လို့ရပြီတဲ့အာမင်ဟိုဘက်တွေကထပြေတော့မှအဲ့ချိန်မှာအိပ်မှာမဟုတ်ဘူးဘာဖြစ်လဲရဲမက်တွေလာပြီလေယေရှုက3ကြိမ်မြောက်အောင်သေလောက်အောင်စိတ်နှလုံးညှိုးငယ်ပြီးဆုတောင်းတယ်အထက်မှာငြိမ်သက်ခြင်းလဲရသွားငါ့ကိုဖမ်းမဲ့စိုးသောသူတွေဒီမှာကျွန်တော်ဘာပြောလဲလူသားကိုစိုးသောသူတို့အနံ့ရသောအချိန်ဟာအခုရောက်ပြီမင်းတို့အိပ်လို့ရပြီဒီကျမ်းစာကိုသင်နားလည်ဖို့ဘုရားကောင်းကြီးပေးပါစေဒီနေ့ကျွန်တော်တို့ကိုယုံကြည်သူဖြစ်စေတာဟာယေရှုလက်ဝါးကားထဲမှာအသေးခံတာဟာသင်စိုးရိမ်ဖို့မဟုတ်ဘူးသင်ချီးမွမ်းနိုင်ဖို့ယေရှုလုပ်ပေးတာ
ဒီကျမ်းစာကဘာပြောလဲအခုမင်းတို့အိတ်လို့ရပြီတဲ့ဘာဖြစ်လို့လဲဆိုတော့ငါအခုလက်ဝါးကားတင်တက်ရတော့မှာတပည့်တော်တွေကပြောင်းပြန်အိတ်လို့ရပြီဆိုတဲ့အချိန်မှာမအိတ်ဘူးထပြေးတော့တာဟာဖမ်းမဲ့သူတွေလာပြီးပြေးမှရမယ်ဒီနေ့ယုံကြည်သူတွေတခါလေပြောင်းပြန်ဖြစ်နေချီးမွမ်းရမယ်စာထွက်ပြေးနေချီးမွမ်းရမယ်စာအပြစ်တင်နေတယ်နားလည်ဖို့ဘုရားကောင်းကြီးပေးပါစေကျွန်တော်တို့လည်းပါတယ်ခါလေအာမင်အာမင်ကျွန်တော်သိစိတ်ဝင်စားဒီကျမ်းစာမှာယေရှုကအရင်တော့မအိတ်နဲ့ထအောင်မအိတ်နဲ့ထအောင်အခုတော့ဘာလုပ်လဲအိတ်လို့ရပြီဘာဖြစ်လို့လဲဆိုတော့အခုငါ့ကိုဖမ်းမဲ့သူလာနေပြီလူသားဆိုးသောသူတွေလည်းအချိန်ကျရောက်ပြီဒီနေ့သခင်ယေရှုလက်ဝါးကားထဲမှာအသေးခံခြင်းဟာလောကသားယုံကြည်သောသူအလုံးအတွက်ငြိမ်ဝှက်ခြင်းချမ်းသာကိုဖြစ်ဖို့ယေရှုကလက်ဝါးကားထဲမှာလှုပ်ပေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုစိုးရိမ်စရာထဲကနေဘုရားသားသမီးတွေကိုအဘယ်မှုမှမစိုးရိမ်ပဲချီးမွမ်းပါလို့ယေရှုကဘာလို့ပြောလဲဆိုတော့စိုးရိမ်ခြင်းအလုံးသေလောက်အောင်စိတ်နှလုံးညှိုးငယ်ခြင်းအလုံးကိုလက်ဝါးကားတိုင်းမှာသူပြီးပြီဖြစ်သောကြောင့်ကျွန်တော်တို့ကထိုသခင်ကိုယုံကြည်ခြင်းနဲ့ချီးမွမ်းဖို့ဖြစ်တယ်လက်ခုပ်တီးချီးမွမ်းရဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်ပြောမယ်ကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းကလေကိုယ့်ဘက်ကလှုပ်ယူရတာမဟုတ်ဘူးချီးမွမ်းနေဆိုတာအတန်ပါတယ်ချီးမွမ်းနေဆိုတာနှလုံးသားပါတယ်ဒါပေမဲ့လူကလှုပ်လို့မရဘူးကျွန်တော်ပြောမှာတခါလှုပ်ပါမင်းချီးမွမ်းစမ်းမှာကွာမင်းချီးမွမ်းမှာလှုပ်လို့မရဘူးဒါပေမဲ့အဲ့ဒီသူကသူကိုယ်တိုင်ခံစားလာပြီဒီနေ့ကျွန်တော်ဒီမှာသချင်းဆိုရချီးမွမ်းနေခိုင်းတာမဟုတ်ဒီမှာပဲချီးမွမ်းတာမဟုတ်အိမ်မှာလည်းကျွန်တော်ချီးမွမ်းတယ်ကျွန်တော်ခိုင်းတာမဟုတ်ဒီဘက်ဆံဝင်တော့သချင်းဆိုပါကွာဆိုပြအောင်ဆိုပါကျွန်တော်မိန်းမလည်းအပမဆိုလို့ကတော့အိမ်ရောက်ငါနဲ့တွေ့မှာမကြိမ်းပါဘူးရှိတယ်ကျွန်တော်ပြောမယ်ဒါကျွန်တော်ဘာလို့ချီးမွမ်းတာလဲကျွန်တော်အထက်မှာအဲ့ဒီဘုရားကိုချီးမွမ်းခြင်းလို့ဒါဆိုဒီမှာပဲကျွန်တော်ချီးမွမ်းတာလား no အိမ်မှာမေးကြည့်လိုက်ကျွန်တော်သားသမီးချင်းအဲ့ဒီသချင်းကိုအချိန်ပေါင်းများစွာကျွန်တော်နားထောင်ပြီးတော့ကျွန်တော်ဘုရားကိုချီးမွမ်းတယ်အသက်ရှင်ခွင့်အတွက်ယေရှုတင်တယ်မျက်ရည်ကျခံနေတဲ့ကျွန်တော်သမီးတွေရှိတယ်အိတ်ခံဒီအိယာထဲမှာတုံးလုံးလဲတဲ့ချိန်မှာပင်လင်းကျွန်တော်အဲ့ဒီသချင်းကိုချီးမွမ်းနေတယ်ဘာကြောင့်ကျွန်တော်ဝိညာဉ်ထဲမှာကောင်းကြီးရလို့ကျွန်တော်ပြောမယ်ချီးမွမ်းခြင်းကလူလုံးလို့ရတာမဟုတ်ဘူးဘုရားသခင်ကကျွန်တော်အထက်ကနေခွန်အားပေးလာတဲ့အခါမှာစီးထွက်လာတာဖြစ်တယ်ဒီနေ့သင်နဲ့ကျွန်တော်ချီးမွမ်းနိုင်ဖို့ယေရှုဟာလက်ဝါးကားတိုင်းပေါ်မှာလှုပ်ဆောင်ပြီးစီးတဲ့ယေရှုအခုအိပ်ပျော်လို့ရပြီတဲ့မင်းတို့ချီးမွမ်းလို့ရပြီဘာကြောင့်လဲအခုငါ့ကိုစိုးတော်လူကသခင်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံတာငါရဲ့စိုးကြိုးအားလုံးငါရဲ့မစုံလင်ခြင်းအားလုံးငါရဲ့ဒုက္ခပြဿနာအားလုံးငါဒီချိန်တွေထဲမှာမဆုံးရှုံးဖို့ယေရှုလှုပ်ပေးသွားပြီအဲ့ဒီယေရှုကငါ့ကိုချစ်တဲ့အတွက်ကြောင့်သူ့အသေးခံပေးတယ်လို့နားလေတော်သူကဘုရားကိုချီးမွမ်းတတ်လာတယ်အဲ့လိုနားမလဲတဲ့ဘာသာရေးသမားဘယ်တော့မှမချီးမွမ်းတတ်ဘူးအတန်ကောင်းဖို့သချင်းပဲဆိုသွားမှာကျွန်တော်ပြောရဲတယ်တချို့ကျွန်တော်စီမှာပြောတယ်ဟဲ့ဆရာရဲ့ကျမတို့အိမ်ကဗာလဲသားသမီးအဲ့လိုဖြစ်ချင်တယ်သူကဂီတာတွေပါအဲ့လိုဖျားချောင်းမှာလှုပ်ချင်တယ်ပါဝင်ချင်တယ်တကယ်ပြောတာပါသူတို့အမေတွေလည်းဖြစ်စေချင်လို့မလာဘူးဒီနေ့ထိဘာကြောင့်လဲသူတို့ဂီတာတီးတာကိုမြင်တာဖျားကိုချီးမွမ်းတာကိုသူမမြင်ဘူးဂီတာတီးတာနေရာရတာကိုမြင်တာဖျားချီးမွမ်းခြင်းဘာလဲဆိုတာအနှစ်သာရသူ့ထဲမှာမသိဘူးမသိတဲ့အတွက်ကြောင့်သူဘာဖြစ်လဲအဲ့ဒီချိန်နေဖခင်ကြောင့်ပုံမှန်မလာဖြစ်တဲ့အခါအဲ့ဒီချီးမွမ်းခြင်းလည်းသူမသိတဲ့အခါဒီနေ့ထိဝမ်းနည်းစွာနဲ့ကျွန်တော်တို့ဘာဖြစ်လဲဆိုသိမတွေ့ရအောင်အာမင်ဒီနေ့ဘာလို့ကျွန်တော်တို့ဖခင်ကိုအရာရာနဲ့ချီးမွမ်းရမလဲယေရှုဟာလက်ဝါးကားတိုင်းမှာကျွန်တော်တို့အတွက်လှုပ်ဆောင်ပေးသောအရာပြီးစီးတဲ့အတွက်ကြောင့်ချီးမွမ်းရမယ်ဟာလေလုယာမနက်ကဆိုတယ်မလားဘာဖြစ်လဲယေရှုရဲ့သွေးကကျွန်တော်ကိုစုံလင်စေယေရှုရဲ့ချစ်ကကျွန်တော်ကိုရဲရင်စေဘာလဲယေရှုရဲ့ထွေးပွေးခြင်းမှာလုံခြုံပြီးစိတ်ချရပြီတခြင်းတတ်ပဲမဟုတ်အဲ့ဒါကျွန်တော်တို့ဘဝသင်ရဲ့ဘဝဟာလေလုယာခြားနာတော်သူငါယေရှုအသွေးနဲ့ခြားနာတော်သူငါယေရှုတကိုးနဲ့ခြားနာတော်သူငါယေရှုဘုန်းနဲ့အာမင်ကျွန်တော်ခြားနာပြီဘာဖြစ်လဲသူများမချီးမွမ်းတဲ့အချိန်မှာကျွန်တော်ချီးမွမ်းနိုင်ပြီဘာကြောင့်လဲကျွန်တော်ယုံကြည်တဲ့အသွေးတော်ကကျွန်တော်အဖြစ်ကိုဆေးပေးတယ်ချစ်တော်ညီကိုမောင်နှမလောကသားအားလုံးအတွက်လက်ဝါးကားတိုင်းမှာအသွေးသွန်းတဲ့ယေရှုဟာသူ့ရဲ့အသွေးနဲ့ကျွန်တော်အပြစ်ရှိသမျှကိုစီကြောပေးတာဖြစ်တယ်တချို့ဒီလိုပြောတယ်မင်းတို့ကခရစ်ယာန်နေဆိုတော့ဂီတာတီးကောင်းပါပဲနော်ခရစ်ယာန်နေကတချိဆိုတယ်မှာပဲနော်ခရစ်ယာန်အင်္ဂလိပ်စာကောင်းပါပဲမကောင်းဘူးကျွန်တော်အပြင်ကနေလှမ်းကြည့်အဲ့ဒါပဲမြင်ရတယ်ဒီနေ့ကျွန်တော်ပြောပြရင်နည်းနည်းပြသင်လဲအဲ့ဒါပဲမြင်နေဆိုရင်မဟုတ်သေးဘူး
ချီးမွမ်းခြင်းကနှလုံးသားထဲကနေစီးထွက်လာတယ်အဲ့ဒီစီးထွက်ခြင်းကကိုယ့်ဘက်ကိုလှုပ်လို့မရဘူးယေရှုကိုမှန်ကန်စွာယုံလာတဲ့အခါမှာဖခင်ကိုကျေးဇူးတင်တဲ့နှလုံးသားအလိုလိုနဲ့စီးထွက်လာတာဖြစ်တယ်အာမင်ကျွန်တော်ပြောပါတယ်အောင်လပွဲရင်တော့အောင်လခစ်ကောင်းအောင်လအောင်ပွဲတွေစင်တော့လေအောင်လအောင်ပွဲတွေစတက်ရတယ်မလားအားနဲ့လှိုက်လွင့်လာတာအလားယူကျွတ်မှာအသက်90လောက်ရှိတဲ့ဘွားကြီးဟုတ်ပြီကွာထိုးကွာအောင်လားအေးချခုံပေါက်နေတာ तू ကအေးဘသူခိုင်းတာလဲဘသူမှခိုင်းတာမဟုတ်အောင်လားကိုအားပေးတာအာမင်ဒီနေ့ဘုရားကိုချီးမွမ်းဖို့ကိုတော့တန်ကောင်းတာမကောင်းတာမဆိုင်ကိုတော့ဟာကျမဘုရားဖြစ်တယ်အဲ့ဒီချီးမွမ်းခြင်းကခိုင်းလို့ဘယ်တော့မှမရဘူးနှလုံးသားထဲမှာအဲ့ဒီဘုရားမေတ္တာသွန်လောင်းခြင်းခိုင်းသင်ဘဝပြောင်းမယ်အာမင်အရာရာနဲ့ဘုရားကိုချီးမွမ်းပါကျွန်တော်ကြည့်တော့အဲ့ဒီဘွားကြီးဟာအောက်မှာကွန်မန့်နဲ့ရေးလေသဘောကျတယ်ဒါဆိုသူ့အောင်လားကိုချီးမွမ်းဖို့အောင်လားကိုအားပေးဖို့ဘယ်သူကအတာဝန်ပေးတာလဲမပေးပါဘူးကျင့်နဲ့လွန်လို့ဘောပွဲမကြသေးခင်ကကပ္ပဖလားဘောပွဲအားပေးတဲ့အသင်းရှိတယ်အာလားကိုအသင်းကိုအလားတချို့တွေကငိုတယ်အသင်းရှုံးသွားလို့တဲ့ဘာဖြစ်လဲနှလုံးသားတွေကပါတယ်အဲ့ဒီဘောပွဲတွေကဂိုးသွင်းတဲ့သူတွေကောင်းကောင်းသိတယ်အဲ့ဒီသူတွေကိုတစ်ခါမှတော့ဟိုကလာတော့မနှုတ်ဆက်ဘူးလက်ဖေးတစ်ခွက်တော့ဝင်မတိုက်ဘူးဒါပေမဲ့အဲ့ဒီသူတွေကကျွန်တော်နှလုံးသားကိုမဆွဲဆောင်ဘူးလားဆွဲဆောင်တဲ့ခါမှာသူ့ကိုချစ်တဲ့မြတ်တာနဲ့အားပေးတယ်အဲ့ဒီသင်ရှုံးတာနဲ့ကိုငိုကျင်တဲ့သူကရှိတယ်မဟုတ်ဘူးလားယေရှုဟာသင်အတွက်လက်ဝါးကားထဲမှာသေပေးတယ်သင်အတွက်အဆက်ကွဲခံပေးတယ်သင်အတွက်တွေးထွေးခံတယ်အဲ့ဒီယေရှုကိုသင်မချီးမွမ်းတာဘာဖြစ်လို့လဲအဲ့ဒီယေရှုနဲ့မြတ်တာအချိတ်ဆက်မိခြင်းထဲမှာကျွန်တော်တို့ဘုရားဖွင့်ပြခြင်းခံဖို့လိုတယ်ဟာလေလုယာဒါဆိုကျမ်းစာကပြောတယ်ငါသေလောက်အောင်ညှိုးငယ်တယ်အခုတော့မင်းတို့ချီးမွမ်းလို့ရပြီဘာဖြစ်လဲစိုးသောသူတွေလက်မှာငါအနံ့ခြင်းခံတော့ဒီနေ့ကျွန်တော်ပြောမယ်အသင်းတော်များယုံကြည်သူများကျွန်တော်ချီးမွမ်းရမယ့်ຢာကဘာလဲယေရှုကိုတော့အသွေးတော်အတွက်ယေရှုတင်တယ်ကျွန်တော်ဟာကိုတော့အသွေးကြောင့်အပြစ်ကနေလွတ်ပြီးဖခင်သားသမီးဖြစ်ပြီးကိုတော့ကောင်းကင်နိုင်ငံသားဖြစ်လို့ယေရှုတင်တယ်ဆိုရဲတခြင်းမဟုတ်ဘူးစကားလုံးတွေနဲ့ချီးမွမ်းဖို့ထိုက်တန်တာဖြစ်တယ်အာမင်ဟာလေလုယာနားလည်ဖို့ဖခင်ကောင်းကြီးပေးပါစေဒါဆိုဒီကျမ်းစာမှာဆိုတော့ဒါကျွန်တော်တို့စိုးရိမ်စရာသေလောက်အောင်စိုးရိမ်တဲ့ကိစ္စအားလုံးကိုယေရှုကလက်ဝါးကားထဲမှာပြီးသွားပြီအတိတ်ဘက်ကဘာလဲဆိုတော့ဒီကျမ်းစာရဲ့အရှိပိုင်းလေးကိုဖတ်ရင်၃ချိန်တိုင်အောင်ယေရှုကဆုတောင်းပေးမှငါငြိမ်သက်ခြင်းမရသေးဘူးဘလောက်တောင်ဖြစ်သွားလဲသိလားအဲ့ဒီဂေသရှင်မဥယျာဉ်ထဲမှာဂျုံကြီးသမားတခြားနောက်တော့ပေးဂေသရှင်မဥယျာဉ်ထဲမှာ तू ဆုတောင်းတဲ့ခါမှာအဲ့ဒီဆုတောင်းတာဘယ်သူအတွက်တောင်းတာလဲသိလားသင်နဲ့ကျွန်တော်အတွက်ကျွန်တော်တို့အပြစ်ကလွတ်ဖို့အတွက်ကျွန်တော်တို့ချီးမွမ်းနိုင်ဖို့အတွက်ကျွန်တော်တို့ငရဲကလွတ်ဖို့အတွက် तू ဆုတောင်းတဲ့ခါမှာတဲ့ချွေးဟာသွေးဆက်ကဲ့သို့မြေပေါ်မှာကြာကျွန်တော်လေလိုက်တော့တပြူးချိုင်ဆိုတဲ့ပင်လယ်စိတ်ကမ်းတနေရာမှာကျွန်တော်တို့ခင်တဲ့ဆိုင်ရအမတယောက်တည်သွားတယ်ဟာငငယ်လေးပဲရှိတယ်အသက်30ကျော်ဖြူဖြူအားနဲ့ဘာဖြစ်လို့တည်သွားတာလဲလို့မေးတဲ့အခါဘာလဲသူ့ရဲ့နှလုံးကသွေးကပေါက်ထွက်တယ်တဲ့အားနဲ့သူတည်သွားတဲ့အခါမှာလေသူ့ရဲ့ချွေးပေါက်တွေထဲကနေသွေးဆို့လာတယ်ချက်ချင်းကျွန်တော်ထဲမှာဒိန်းကနေသူဖျားဖွင့်ပြတယ်ယေရှုဟာဂေသရှင်မဥယျာဉ်မှာချွေးပေါက်ထဲကနေသွေးကျလာတယ်။ဒါဆိုဒီမျိုးသမီးသေသွားတာဘာဖြစ်သူ့နှလုံးသားထဲကသွေးနာကျင်ကြီးတန်ဟာသေပြီးတဲ့ခါမှာချွေးပေါက်ထဲကနေသွေးလေးတွေဆို့လာတယ်။ယေရှုဟာကျွန်တော်တို့အတွက်ကျမ်းစာမှာသေလောက်အောင်စိတ်လုံးညုံငယ်စကားကြားကောင်းအောင်ပြောတာမဟုတ်ဘူး။တကယ်နှလုံးသားထဲကခံစားသောရာသင်နဲ့ကျွန်တော်တို့အတွက်လုပ်ပေးတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဟာအခက်ခဲရှိပေမဲ့စိုးရိမ်စရာရှိပေမဲ့ချီးမွမ်းဖို့ရန်အကြောင်းပြချက်ခိုင်လုံသောသူတွေဖြစ်တယ်ဆိုတာနားလည်ဖို့ဘုရားကောင်းချီးပေးပါစေ။ဟာလေလုယာဒါကြောင့်အခုချီးမွမ်းပါငါယေရှုလက်ဝါးကားထဲမှာပြီးစီးတဲ့အမှုအတွက်ချီးမွမ်းတော်သူဖြစ်ပါစေတကယ်ပြောတာနော်ကျွန်တော်ချီးမွမ်းရတာကြိုက်တယ်အရင်တော့မြို့တဲ့ဖះเจ้าမှာကျွန်တော်တချင်းဆိုတယ်ဒီလိုခေတ်မဟုတ်သေးဘူးဖုန်းခေတ်မဟုတ်သေးဘူးကက်ဆက်ခွေနဲ့ဟာကျွန်တော်တချင်းသိမ့်မတိုက်ပေးခြင်းကိုကလည်းအဝင်ထွက်တယ်ခုတည်းမှာတော့မတိုက်ပေးခြင်းဟာမျိုးစစ်သမားတွေကလည်းဒီနေ့ဒီမှာမျိုးစစ်သမားတွေလည်းအဲ့လိုမလုပ်ကြပါနဲ့လို့ကျွန်တော်တောင်းပန်တယ်အာမင်တခြင်းမတိုက်ဘူးသူတို့တော်နေပြီလေဟာဒီတယောက်ကမျိုးစစ်လည်းနားမလဲဘူးဆိုတော့ကွာတိုက်ရတာအဲ့ဒါကျွန်တော်အဲ့လိုအချိန်မျိုးကြုံခဲ့တော့သို့တော်လည်းဂျေဇုတော်တော့အချိန်တော့ရပါတယ်အဲ့လိုပြောမကောင်းပြောတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဘုရားကိုချီးမွမ်းတယ်ဘုရားသခင်တခြင်းကိုကျွန်တော်ဆိုသခင်ပြန်လာခြင်းလို့နေပြီမရရတဲ့ချိန်မှာချီးမွမ်းတယ်ဟုံးဆဲမှာကျွန်တော်ချီးမွမ်းတယ်တယောက်တည်းတခြင်းဖွင့်ပြီးတော့ကျွန်တော်ဘုရားကိုချီးမွမ်းတည်ဆိုတဲ့ချိန်ချီးမွမ်းခြင်းမှာအတန်လဲပါတယ်နှလုံးသားလဲပါတယ်ဟာလေလုယာဒါကြောင့်အရာရာနဲ့ယေရှုတော်ချီးမွမ်းမှာကျွန်တော်သားသမီးတွေအတွက်ကျွန်တော်မိသားစုအတွက်ကျွန်တော်ကြုံတွေ့ရတဲ့ချိန်တွေအတွက်ဘုရားသခင်ယေရှုလှုပ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရာကိုအခြေပြုသောသူကပဲချီးမွမ်းတတ်တာဖြစ်တယ်တစ်ချိန်လုံးကျွန်တော်ကြားတဲ့တရားဟောချက်ကပါလေသင်ချီးမွမ်းရမယ်မဟုတ်တာကြုံနေချီးမွမ်းရမယ်
အကျွေးပတ်နေတာချီးမွမ်းရမယ်အကျွေးပတ်နေတဲ့ကိစ္စအကျွေးပတ်တာချီးမွမ်းဘလို့ချီးမွမ်းရမလဲငါအကျွေးရှင်လာတော့မှာဟုတ်လားမဟုတ်လားဒီနေ့ကျွန်တော်တို့ပြောတာအဲ့ဒီအခြေအနေကိုချီးမွမ်းခိုင်းတာမဟုတ်အဲ့ဒီအခြေအနေဒီအားလုံးရဲ့အထက်မှာယေရှုလှုပ်ဆောင်ပေးတဲ့ယုံကြည်ခြင်းပြီးစီးခြင်းကိုဖခင်အတူရှိတယ်ငါဒီထဲမှာဆုံးမှာမဟုတ်ဘူးဖခင်သခင်ကျွန်တော်ကိုချစ်တယ်ဖခင်သခင်ကိုတော့အချစ်တော်ယေရှုတင်တယ်ဟိုသားသမီးကိုတော့ချစ်တယ်နော်ကိုတော့ကူညီမယ်ကျွန်တော်ရဲ့အားနည်းခြင်းတွေကျွန်မရဲ့အားနည်းခြင်းကနေကိုတော့ကူညီမယ်ဆိုတဲ့ချီးမွမ်းခြင်းကိုပြောတာဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်ဒါဟာချီးမွမ်းခြင်းအကြောင်းပြချက်ပြခုနယောမရှင်း28လေးပြန်သွားပြီးပါဦးဟာလေလုယာယောမရှင်း28မှာဘာပြောလဲခတ်သိမ်းသောຢာတို့ဟာကျွန်တော်တို့ရဲ့အကျိုးအတွက်တညွတ်တီပြုစုတယ်ဒါဆိုရင်ကျွန်တော်တို့မကြိုက်တာကြုံတာသင်ပျက်စီးဖို့လားကောင်းကျိုးဖြစ်ဖို့လားဘာဖြစ်လို့ပြောနိုင်တာအခုလောလောဆယ်ပဲခံစားချက်မကောင်းဘူးဆရာကလီဖြစ်နေပြီဝမ်းနေနေပြီဟုတ်တယ်မှန်တယ်ကျွန်တော်ကိုကြီးစားတယ်ဒါဆိုရင်ကောင်းကြီးဖြစ်ဖို့လို့သင်ဘာလို့ပြောနိုင်တာလဲဘာကြောင့်အဲ့စကားကိုပြောမှလဲလို့လာမေးရင်ဘယ်လိုလုပ်မလဲဖျားရှိတဲ့အတွက်ကြောင့်ဟာလေလုယာကျွန်မပြောနိုင်တယ်ကျွန်တော်ပြောနိုင်တယ်ဘာကြောင့်လဲယေရှုဟာကျွန်မအတွက်ကျွန်တော်အတွက်ပြီးစီးတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ယေရှုတော်ချီးမွမ်းပွဲအများကြီးသွားတယ်ခင်ဗျားတို့မိသားစုအဆင်ပြေလားဟာပြေတယ်အရာပြေတယ်ယေရှုတော်ကြောင့်ကျွန်တော်ကြည့်တဲ့အခါမပြေပါဘူး तू လိုအပ်တာကျွန်တော်မြင်နေတာပဲဒါပေမဲ့ तू ပြေတယ်ပြောနေတာ तू လိန်နေတာလားကြားကောင်းအောင်ပြောနေတာလားနှလုံးသားတွေကပြောနေတာလားဖခင်ကိုသူတို့ကပြေတယ်ယေရှုတော်ကြောင့်ဒီနေ့လောကမှာဘသူကပြည့်စုံလဲကျွန်တော်တို့အရန်အားကြနေတဲ့သူတွေပြည့်စုံတယ်လို့ထင်လား no မဟုတ်ဘူးကျွန်တော်အားကြတဲ့အဆိုတော်တွေကိုယ့်ကိုယ်ကိုတတ်သိဖို့အချိန်ချင်းစဉ်းစားဘူးတဲ့တကယ်တော့ဒီနေ့ခေတ် online မှာကြည့်ပြီးကျွန်တော်အားကြတဲ့ကဘာကြော်တဲ့သူတွေသူတို့ဘဝမှာအထီးကျန်ဆန်းနေတယ်တယောက်ဆိုကျွန်တော်လည်းသိတော့မသိပါဘူးသို့တော့အံ့ဩစရာကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့ကအားကြပြီသူတို့ကအရန်ကောင်းတာပဲငါပဲမကောင်းတာသူတို့ဘဝကအရန်ကောင်းတယ်ငါဘဝမကောင်းတာဆိုတင်းလောက်ရှုံးတဲ့သူလောကမှာမရှိဘူးသင်ဟာအရှုံးသမားမဟုတ်ယေရှုထဲမှာရှိတယ်ကျွန်တော်တို့ကကောင်းကြီးရမယ်သူဖြစ်တယ်ကျွန်တော်ဖခင်ကိုရပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်လဲဖခင်သခင်ကျွန်တော်အကောင်းဆုံးအဖေနဲ့အမေကိုပေးလို့ကိုရောယေရှုတင်တယ်အာမင်ဖခင်သခင်ကျွန်တော်တို့အကောင်းဆုံးကြီးကိုမောင်နှမတွေကိုပေးထားလို့ကိုရောကိုယေရှုတင်တယ်ကျွန်တော်ကိုကငယ်ငယ်တုန်းကရံဖြစ်ရင်လက်သီးနဲ့ထိုးတယ်ကျွန်တော်မသူတော့မရှိတယ်ကိုလည်းထိုးတာဟုတ်သူထိုးကိုထိုးပါဒါပေမဲ့မရဘူးသူကကြောမှာတယ်သူကကျွန်တော်ရံဖြစ်ရင်လည်းသူလာကူတယ်တကားတလေမကျင်တတ်ဘူးအကိုမကျင်တတ်ဘူးညီကိုတွေရှိလာဒီမှာညီကိုချင်းတွေစကားမပြောနိုင်တဲ့သူတွေမကျင်တတ်ဘူးမကျင်တတ်တဲ့အတွက်ကြောင့်ကျွန်တော်အကိုလို့မခေါ်ဘူးမင်းစော်ဦးတစ်သက်လုံးကျွန်တော်အဲ့နာမည်ကိုခေါ်လာဒါပေမဲ့ကျွန်တော်အသက်20မှာယေရှုကိုရှားတဲ့အခါမှာဖခင်ကျွန်တော်နှလုံးသားကိုပြောင်းလဲပေးတယ်မင်းရဲ့အကိုကိုနာမည်နဲ့ခေါ်တာမသိတော့ဘူးဒီနေ့ကစပြီးခေါ်ပြောင်းရမယ်ကျွန်တော်ပြောရဲအဲ့နေ့ကစပြီးကျွန်တော်ပါပြောကိုကြီးကျွန်တော်ညီမတွေဆိုအရင်တော့သူတို့နာမည်နဲ့ပဲကျွန်တော်ခေါ်တယ်အဲ့နောက်ပိုင်းမှာကျွန်တော်ညီမကြီးညီမလေးအဲ့ဒီပြောင်းလဲခြင်းကအပေါ်ကနေကြားကောင်းအောင်ခေါ်တာမဟုတ်ဘူးကျွန်တော်နှလုံးသားကိုပြောင်းလဲပေးတယ်ဖခင်ယေရှုကကျွန်တော်ဘဝကိုပြောင်းလဲပေးတယ်ကျွန်တော်ပြောမှာသင်ရဲ့ဘလောက်ခတ်ထန်တဲ့ຢာဖြစ်ပါစေယေရှုနဲ့တွေ့တဲ့အခါမှာသင်ပြောင်းလဲမယ်အာမင်ကျွန်တော်အကိုကြီးလို့ခေါ်တယ်ဒါဆို तू ရန်ကျွန်တော်အတွက်သူ့အတွက် तू ဘာလဲမဟုတ်ဘူးဘာဖြစ်လဲဒီအထက်ကညီကောင်ပေါင်းနှမဆိုတဲ့ချစ်ချင်းကစီးထွက်လာတယ်အာမင်နောက်ဆုံးကျွန်တော်ဗာချီးမွမ်းလဲသိလားဖခင်သခင်ကျွန်တော်အမှုတော်ဆောင်ရလို့ယေရှုတင်တယ်ဒီအသင်းတော်မှာအမှုတော်ဆောင်ရတာယေရှုတင်တယ်အကောင်းဆုံးသောသင်းအုပ်ဆရာကိုကိုတော်ပေးလို့ယေရှုတင်တယ်တချို့ကကိုသင်းအုပ်ဆရာကိုဝေဖန်နေတဲ့သူရှိတယ်ကြားတဲ့သူတွေ online အကြည့်လဲနှောင်တရပါစေဝိညာဉ်တော်ဘုရားသူတို့ကိုစကားပြောပါစေဘုရားသခင်ကျွန်တော်ဆရာအကောင်းဆုံးသင်ဦးဆရာပေးလို့ယေရှုတင်တယ်ကျွန်တော်နဲ့အတူတူလှုပ်ဖို့ဆောင်ပတ်တဲ့အကောင်းဆုံးကိုတော်ပေးထားလို့ယေရှုတင်တယ်သူတို့အားလုံးကိုတော်ဗိသိက်လို့ယေရှုတင်တယ်တာ၍ကောင်းကြီးပေးပါအဲ့ဒီဆုတောင်းခြင်းကကျွန်တော်စီရောက်လာတယ်အဲ့ဒီသင်ဦးဆရာမျက်နှာသာကျွန်တော်စီရောက်လာတယ်အဲ့ဒီအသင်းတော်ရဲ့လှုပ်ဖို့ဆောင်ပတ်ရဲ့ရှေ့မှာမျက်နှာသာကျွန်တော်စီရောက်လာတယ်ကျွန်တော်ဆုတောင်းလို့တော့မဟုတ်ဘူးအထဲကနေယေရှုတော်ကပြုပြင်ပေးတာအာမင်ကိုယ်ကျွန်တော်ပါချင်ဘုရားသခင်အလှချောင်းမှာအကောင်းဆုံးသောအသင်းသူအသင်းသားတွေကိုတော့ပေးထားလို့ယေရှုနဲ့သူတို့ဟာဘုရားသခင်ဗိသိက်တဲ့သူတွေဖြစ်တယ်သူတို့ဟာကိုတော့မြေကြီးပေါ်မှာကောင်းစားမဲ့သူတွေအိမ်ကြီးရာကြီးနဲ့နေနိုင်မဲ့သူတွေဖြစ်လို့ကိုတော့ကိုယေရှုတင်တယ်သူတို့ကဘုရားသခင်အတွက်ပုံသက်သေဖြစ်တော်သူတွေဖြစ်လို့ကိုတော့ကိုယေရှုတင်တယ်ကျွန်တော်နှုတ်ကပြောခဲ့တာဘုရားသခင်ကြားပါစေဟာလေလုယာဒါဆိုအဲ့ဒီစကားကိုကျွန်တော်ပါဟန်လုပ်ပြီးပြောတာလား no ဘုရားသခင်ထဲမှာပါလဲဆိုတာကျွန်တော်သိလို့အဲ့ဒီစကားကိုကျွန်တော်ပြောနိုင်တာဖြစ်တယ်ဟာလေလုယာ
ကျွန်တော်ဒီမှာအခုအသင်းတော်ကျွန်တော်လုပ်တာအသင်းတော်ဘုရားခင်ကျွန်တော်နိုးစောလှုပ်လာတဲ့ခါမှာကျွန်တော်ခဏပြောပါအသင်းတော်ယူပါရောကပါလေဘုရားဘာဖွင့်ပြလို့လုပ်တာလဲသင်တို့ကိုစီကန်းကင်ဖို့လားသင်တို့ကိုစုံမဖို့လား no ဘုရားခင်ကျွန်တော်ဖွင့်ပြတာရိုးရိုးလေးပဲဝင်းစောမင်းငါနဲ့ထိတွေ့ပြောင်းလဲတာသိကောင်းတယ်ဒါပေမဲ့လူတွေဟာကြားယုံနဲ့မရဘူးဘုရားနဲ့ထိတွေ့တဲ့သူကပိုထူးခြားတဲ့ပြောင်းလဲခြင်းကိုဖြစ်စေဒါကြောင့်ဘုရားသခင်ကပြောအဲ့ဒီအလက်ချောင်းမှာရှိတဲ့မျိုးဆက်တွေကိုသူတို့ကိုယ်တိုင်ကဘုရားနဲ့ထိတွေ့ခြင်းကိုငါပေးခြင်းတယ်ဒါကြောင့်ဘုရားသခင်ကျွန်တော်ဘာကလုပ်ခိုင်းလဲဆိုတော့ကျွန်တော်ကိုးကွယ်ပြီဆိုတော့ worship night မင်းလုပ်ပါကျွန်တော်ရဲ့ဘုရားဆိုတဲ့ worship night ကျမ်းစာသင်တဲ့မင်းလုပ်ပါကိုတော့အတူရှိတယ်ဆိုတဲ့ကျမ်းစာသင်တဲ့မင်းလုပ်ပါဒီမှာကျွန်တော်စာတန်းတွေကမနေ့တနေ့ကကျွန်တော်ပြတ်သွားတဲ့ Facebook အကောင့်ပြန်ထွက်လာတော့ကျွန်တော်တို့လယ်ထဲမှာလုပ်ခဲ့တဲ့ပွဲတွေအကုန်ကျွန်တော်ပြန်တွေ့တယ် FJ လက်ထောက်အလားယေရှုတော်ကိုချီးမွမ်းလိုက်တာကျွန်တော်ဘုရားလမ်းပြခဲ့တယ်ပြောခဲ့တယ်ဘာဖြစ်လို့ကျွန်တော်အဲ့ဒါလုပ်လဲဆိုကျွန်တော်ပြောရုံနဲ့ရမှာမဟုတ်ဘူးသူတို့ကိုကူညီနိုင်တာဘုရားသူတို့ဘဝကိုတာဝန်ယူနိုင်တာဘုရားသူတို့ကိုပြောင်းလဲပေးနိုင်မှာဘုရားအဲ့ဒီဘုရားကိုကိုတော်ဟာကျွန်တော်ဘုရားပါလို့ तू တွေ့လာရင်သူ့ဘဝမှာထူကြမယ်ဘာသာရေးလုပ်ရုံတော့ဘုရားเจ้าလာထိုင်ရုံလို့ဆိုမရဘူးအပြစ်တင်တာတော့မဟုတ်ဘူးမထိုင်တာနဲ့ထိုင်တာကောင်းတယ်အဲ့လိုပြောလို့လဲတမျိုးမတွေးကြပါနဲ့အောင်အာမင်အဲ့ဒီသူတွေကငါနဲ့ထိတွေ့လာမယ်တဲ့သူတို့ကငါစကားပြောမယ်မြန်မာပြည်မကနိုင်ငံအဆင့်မကတခါဆိုနည်းနည်းကြီးသွားပြီဒါပေမဲ့ဖျားတက်နိုင်တယ်ကဘာအဆင့်ငါအသုံးပြုလို့ရတဲ့သူတွေဖြစ်လာမယ်စီးပွားရေးသမားတွေအများကြီးပေါ်ပေါက်လာမယ်ပညာရှင်တွေပေါ်ပေါက်လာမယ်ဖျားမှုတော်ဆောင်ပေါ်ပေါက်လာမယ်ဘိသိက်ရှိသောခေါင်းဆောင်တွေပေါ်ပေါက်လာမယ်လို့ဖျားပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်မရုပ်သိမ်းခင်မှာအဲ့ဒီကိစ္စအတွက်ကျွန်တော်ဒီနေ့ချစ်တဲ့ဘာကြောင့်ချီးမွမ်းနိုင်အဲ့ဒီကိစ္စအတွက်ကြောင့်ကျွန်တော်ချီးမွမ်းနိုင်တာတခြားအကြောင်းပြချက်ကြောင့်မဟုတ်တနင်္လာနေ့မှာကျွန်တော်ချီးမွမ်းတယ်အားရပါချီးမွမ်းတယ်ဆုတောင်းပေးတယ်အသင်းသူအသင်းသားတွေလည်းလာကြည့်လိုက်တစ်ချိန်တော်များကျွန်တော်ဘာဖြစ်လို့လဲအဲ့ဒီဖျားပြောတဲ့စကားအတွက်ကျွန်တော်ဆုတောင်းပေးတယ်အာမင်ကျွန်တော်ဘယ်လောက်သက်ရှင်မလဲအခုချက်ချင်းလဲဖျားကျွန်တော်ရုပ်သိမ်းလို့ရတယ်အလားကျွန်တော်နဲ့ငယ်တဲ့သူတွေလည်းကြွနေတာပဲကျွန်တော်အမေတော်ကျွန်တော်အရွယ်ဆိုမြေကြီးပေါ်မှာမရှိတော့ဘူးကျွန်တော်အမေက44နှစ်မှာဆုံးတယ်ကျွန်တော်အခု45ဖြစ်ပြီအာမင်ဒါကြောင့်အသက်ရှင်ခွင့်အတွက်ယေရှုတင်နေဟာလေလုယာဟာလေလုယာလက်ခုပ်တီးပြီးချီးမွမ်းပါဘုရားကိုဟာလေလုယာအိုးအပြစ်တင်တာတွေပဲများနေပြီဆိုယေရှုကိုနည်းနည်းကြည့်ပါဦးခမည်းအကျိုးအတွက်ဘုရားသခင်ပြင်ဆင်ထားပေးတယ်ခမည်းအကျိုးအတွက်ခမည်းမိသားစုဘုရားပေးထားတယ်ခမည်းအကျိုးအတွက်ခမည်းပတ်ဝန်းကျင်ဘုရားပေးထားတယ်ဘသူကြောင့်အကျိုးဖြစ်မှာလဲယေရှုကြောင့်ဖြစ်တယ်အာမင်ကျမ်းစာထဲမှာယောသတ်ဟာအဖေရဲ့အချစ်ဆုံးသားအဖေကထူးခြားသောအစင်းရောင်ဝယ်ပေးတယ်တခြားသူတွေကိုအနီရောင်ဆိုရင်သူ့သားလေးဆိုရင် तू ကအပြာနုရောင်ဘာဖြစ်လို့လဲချစ်လွန်းလို့အဲ့ဒါကျန်တဲ့သူဟာအဖေကလည်းကွာမျက်နှာလိုက်တယ်ကြီးတဲ့သူတွေကငါကြတော့ဒီတယောက်ကြတော့အဖေနာမှာကတ်နေတော့လည်းမပြောရဲဘူးဟင်းစားရင်လည်းကျန်တဲ့သူတယောက်တုံးရောသက်ကိုကြတော့အဖေကပါလဲနှစ်တုံးအဖေနာမှာကျန်တဲ့သူတွေကကျွန်တော်ငယ်တော့လည်းရှိတယ်ကျွန်တော်ညီမကေတီရှိတယ်ဒီမှာမလေးအဖေကသူ့ကိုချစ်ဆုံးအထွေးဆုံးဆိုတော့ငါသမီးသူအဖေနာမှာကပ်ပြီတခါကျရင်သူကလည်းအဖေချစ်ကျွန်တော်ထင်တယ်သလားအဖေချစ်လို့လားမသိဘူးသူကတော်တော်တတိရှိတယ်အဖေချစ်ခံတဲ့သူတွေကတတိရှိတယ်ဘယ်လောက်တတိရှိလဲဆိုတော့တခါညီမတွေပါနဘက်ပြန်လုံးတာအမတွေပါတယ်တကယ်တမ်းကျတော့မဟုတ်သူ့မအာသန်တယ်အဖေရှိတယ်ဆိုတဲ့စိတ်အာမင်နဘက်လုံးတော့ကြောင်ညာတာမဟုတ်မရှက်ပါမလုံးဘူးတဲ့သူလည်းတယောက်မှမရှိအောင်ကျွန်တော်တို့လည်းလုံးတာပဲမဟုတ်လားအဲ့ဒါယောသက်ကပါလေအဖေနာမှာချစ်ဆုံးသားဖြစ်တယ်လေဒါပေမဲ့အဖေကနှစ်သုံးထည့်ပေးတယ်နောက်ဆုံးလည်းကြောင့်ယောသက်ကိုဖေဟာအိမ်မက်ပေးပါလေရောအိမ်မက်ကလည်းဘာပြောလဲဆိုဟာသူ့ကိုပေးလိုက်တဲ့အိမ်မက်ညီကိုတွေထဲမှာ तू ကအကောင်ကြီးဖြစ်မယ်အကောင်ကြီးဆိုတာဗလာကောင်းမအောင်ပြောတာမဟုတ်ဘူးနော်ဝိတ်တက်တာကိုပြောတာမဟုတ်ဘူးညီကိုတွေအားလုံးကဦးချရတဲ့ကြီးကြီးမားမားဘယင်ဖြစ်မယ်ကျွန်တော်တို့မြန်မာမှာဆိုပါလေစင်စည်းတယ်လို့အိမ်မက်မိုင်တအားကောင်းတာတဲ့ဟုတ်လားကြားဘူးရလားမသိဘူးသားသမီးတွေကိုငါတို့ကစင်စည်းပြီးမြင်းရံတာပဲမြင်ချင်းတယ်ဗာလဲစင်နှင်းပြီးမြင်းကန်တာမမြင်ချင်ဘူးအဲ့လေကျွန်တော်အဲ့လိုပြောလို့ရှိရင်ကျွန်တော်အញ្ញမ်းကြိုက်တယ်သားသမီးတွေပါလေစင်စီးပြီးမြင်းရတာပဲမြင်ချင်တယ်စင်နှင်းပြီးမြင်းကန်တာမလို့ချင်ဘူးအဲ့နဲ့စင်စီးတဲ့အိမ်မက်ဆိုတာအញ្ញမ်းကောင်းတာဒါပေမဲ့ဒီနေ့ယုံကြည်သူဖြစ်သွားကျွန်တော်တို့အိမ်မက်ဆိုးတဲ့ဆိုတာမရှိတော့ဘူးကျွန်တော်သင်ဥစ္စာရပါလားခမညာအိမ်မက်မကောင်းဘူးလားတဲ့စိတ်မငယ်နဲ့တဲ့ဒီနေ့ပတ်စံရမယ်အာမင်ကောင်းကြီးရမယ်တဲ့ခံယူတတ်ဖို့လိုတယ်ယေရှုထဲမှာအာမင်အဲ့နဲ့ယောသက်ကအိမ်မက်မက်ပါလေအကိုတွေကသူ့ဟာငါညအိမ်မက်မက်တယ်ကွာတဲ့လေထဲမှာငါတို့စပားရိတ်နေကြတာအတူတူရိတ်နေတာအကိုတွေနဲ့ဟာမင်းကဘာဖြစ်လဲစပားရိတ်ပြောပါအောင်မင်းရိတ်တာငါတို့3လိုင်းရမှာမင်းက1လိုင်းပဲရတာဟာလက်ကြောကမသိအငယ်ဆုံးဆိုအဲ့လိုလည်းဖြစ်ချင်မှလည်းဖြစ်မှာပေါ့အဲ့နဲ့ကျွန်တော်ကောက်လိုက်ရင်ထောင်နေတာတဲ့အကိုတွေကောက်လိုက်အောင်လုံးကျွန်တော်ကောက်လိုက်ကိုရှစ်ခိုးတာဟာမင်းနည်းနည်းများပါ යි
မင်းအိမ်မက်ကပါလေငါတို့ကမင်းကိုရှ िख ိုးရမယ်ဆိုတော့မင်းကအဖေနားမှာနေပြီးတော့မှမင်းကစိတ်ကြီးဝင်တယ်ဟာလားအလကားနေမင်းမာနကြီးနေတဲ့ကောင်ဟာလားအားနဲ့ပါဇက်လေးပိတ်ပြီးမပြောရဘူးအဲ့အိမ်မက်ကဘသူပေးတာလဲဖျားပေးတာအာမင်နောက်နေ့ကြောင်းအဖေသားအိမ်မက်တယ်အဖေသားအိမ်မက်တယ်အကိုတွေကလည်းအဖေသားအိမ်မက်တယ်အော်ဟုတ်လားသူ့ဖေဟာဒီတယောက်တော့ဘာမှဖြစ်မလဲမသိဘူးနော်ထူးကြတယ်ဘုရားသခင်သူ့ကိုဘာလို့ရှိတယ်ထမ်းမှတ်ပါလေရောနောက်နေ့ဘာမှတ်တယ်အောင်မေးလဲဟာငါအိမ်မက်ပြီလာပြန်ပြီလားမင်းအိမ်မက်လောက်ပေါင်းဒီအိမ်မက်ကဘာဖြစ်လဲငါတို့ကောင်းလိုက်မင်းရဲ့ရှ िख ိုးတာလား no ပြောင်းပြန်ထင်တာဟိုဘဲတွေကဘယ်ဟုတ်မလဲဒီတခါကျတော့မဟုတ်ဘူးတဲ့နေလှရဲ့ကျေဆက်နှလုံးကကျွန်တော်ကိုရှ िख ိုးတယ်ဟာဟိုဘဲတွေကမင်းရတာငါတို့အိမ်မက်ကောတကယ်ဟုတ်ရဲ့လားငါတို့နေကိုနေတာလားကျေဆက်နှလုံးဆိုတာငါတို့ညီကို12ယောက်ပေါ့နေနဲ့လားအဖေနဲ့အမေပေါ့အဖေနဲ့အမေရောညီကို12ယောက်ကောင်မင်းကိုရှ िख ိုးရမယ်မင်းပါကောင်လဲအဲ့ဒီနေရာစားပြီးတအားဒေါသထွက်တာဒါတော့ကျွန်တော်တကယ်ပြင်းနေပြောတယ်ကျမ်းစာတော့အဲ့လိုစကားလုံးတော့မသုံးပါဘူးယောသကိုတအားမုန်းတာယောသကိုတအားသက်ချင်တာဒီကောင်အဖေနဲ့လွတ်လို့ရတော့တွေ့မယ်အဖေစီကကျွန်တော်ကျမ်းစာသင်ပြီးပြီနော်အဖေစီကလွတ်လို့ရတော့ဒီကောင်တွေ့မယ်တရက်တော့သူတို့တိုးကြောင်နေတော့သူ့ဖေကသွားမင်းကိုတွေစားကြသွားဖို့စားစရာလာပို့တဲ့သူကိုဘာလုပ်လိုက်လဲယောသလာတာလာပြီအိမ်မက်စရာလာပြီငါတို့အဖေမရှိဘူးဒီကောင်ဒီနေ့ဖြုတ်ရအောင်တခါတည်းဘာလုပ်လဲဖမ်းပြီးတော့မှတွင်းထဲကိုပြစ်ချလိုက်တွင်းထဲပြစ်ချအဝတ်ကိုဟာအဖေကမေးရင်ဘယ်လိုလုပ်မလဲငါအကြံထုတ်မယ်တလိဆန်တကောင်တတ်သူ့ဝတ်တွေကိုသွေးနဲ့တုတ်ပြီးတဲ့ခါမှာဘာပြောလဲအဖေသားအတွက်ဝမ်းနေတယ်တောကောင်တကောင်ကောင်ကသူ့ကိုကြိုက်တာထင်တယ်အင်ကြီးပဲတွေ့တယ်သွေးတွေပေးနေ तू ကတော့သေသွားပြီအဲ့လိုလိမ့်လိုက်မယ်အော်โอเคအဲ့ထက်မှာယူတာကညီကိုတွေထက်တယောက်ကငါတို့မကောင်းပါဘူးကွာဒီလိုလုပ်တာတဲ့ငါတို့တစ်ခုခုပြန်လုပ်ရအောင်ပြန်ဆွဲတင်ရအောင်ဟိုးမှာငါတို့ဟိုးအဝေးပြည်ကလူကလာနေရစီသူ့ငါတို့ကြုံလို့ရောင်းစားနေဒါမှဒီကောင်တစ်သက်လုံးအဖေရဲ့အချစ်ဆုံးသားသူများအိမ်မှာကြုံလုံးပါအဲ့ကောင်ဘဝမှတ်မယ်ဘာလို့လဲဆိုတော့တခါတည်းပြန်ဆွဲတင်ဟိုမှာအဖေရဲ့အချစ်ဆုံးသားကနေတခြားသူတွေကိုကြုံဖြစ်နေရောင်းလိုက်တဲ့အခါချက်ချင်းကျိုးနဲ့တုပ်ပြီးကြုံဖြစ်သွားတယ်အဲကုတ်တုပြည်ကိုပါသွားတယ်ပါတဲ့ဟိုရောက်သွားတော့ဝယ်သွားတဲ့သူကငါဒီနေ့ဝယ်လာတဲ့တယောက်ကတော့မစိုးအိမ်မှာခိုင်းချင်တာခိုင်းလို့ရမယ်ရောသက်ကိုဘုရားခင်ကသူ့ဘက်မှာသူ့အိမ်မက်ကိုဘုရားကအတီးပြုတဲ့အခါမှာကောင်းကြီးပေးတဲ့အခါ तू ကဘာဖြစ်လာလဲအဲ့ဒီမှာဒင်ကို तू ဟာ तू လှုပ်လေရမှာတဲ့ဘုရားကောင်းကြီးပေးတဲ့အခါကျတော့အဲ့ဒီအိမ်မှာ तू ကအောင်မြင်တဲ့အခါသခင်ကသူ့ကိုသိတဲ့အခါကျတော့နောက်ဆုံးဘာလုပ်လဲဆိုတော့ဟေးဒီရောသက်လှုပ်လေရကောင်းကြီးဖြစ်တဲ့တော့အလုပ်တွေအကုန်အပ်တယ်ငါလေစေကမင်းကိုအပ်မယ်မင်းလှုပ်လိုက်ဦးစီးပြီ तू လှုပ်တဲ့နေ့ကကြံတဲ့နေ့90ထွက်ရင်အဲ့နေ့100ထွက်တယ်ဟာဒါဆိုရင်ဟိုဆိုင်မင်းမဲဦးစီးလောက်တော့အပ်လိုက်အဲ့ဒီဆိုင်ကခါတိုင်းတစ်နှစ်မှာအမျက်ငွေ300ရရင်ဒီနေ့1000ရတယ်ကျန်းစာအဲ့လိုပဲပြောတယ်ရောသက်လှုပ်လေရမှာဘုရားကောင်းကြီးပေးတယ်နောက်ဆုံးကျတော့သခင်ကလက်တော်မကြည့်တော့ဘူးတဲ့သူ့မိန်းမပဲသူသိတယ်တဲ့လုပ်ငန်းအလုံးမသိတော့ဘူးဒါလည်းကျေးဇူးတော့မိန်းမမှမသိရင်တော့သွားပြီမိန်းမပဲသိတော့လုပ်ငန်းအလုံးရောသက်ကိုအပ်တာတရက်တော့သူမြို့သွားနေတော့အဲ့ဒီမိန်းမကလည်းရောသက်ကလည်းအလှုပ်လဲတော်လှုပ်လေရတိုးပွားဟာငါတို့စီးပွားရေးဒီတယောက်ကသူလှုပ်လေရတိုးပွားတယ်ဆိုဟိုတယောက်မရှိရင်တော့ဒီတယောက်နဲ့ငါပေါင်းလို့ရတယ်သူကသူယောက်ျားတိတာနဲ့ဟေးမောင်လေးလာငါ့ယောက်ျားမရှိဘူးဒီနေ့ तू ညနေမှပြန်ရောက်မှာသိလားရေလဲချိုးထားတယ် तू ရေမွေးလဲဖြန်းထားတယ်မွေးကြိုင်တယ်အကောင်လေးတော့ရုပ်သက်ကမကြည့်ဘူးမောင်လေးငါ့ယောက်ျားမလာဘူးသိလားဟဲ့နင်ချွေးရထွက်နေချမင်းစားပြီလားခူးပေးမယ်နော်အလားဟာ तू အပြုစုတွေကောင်းနေတာအကြံရှိတယ်ကျမ်းစာကဘာပြောလဲရောသက်ကိုတတ်မှတ်သောစိတ်ရှိတယ်တဲ့မောင်လေးလားဟဲ့ဒီနေ့ငါ့ယောက်ျားသိလားမနေ့ထဲကထွက်သွားတာ2ရက်ကြာမယ်အမျိုးမျိုးသွေးဆောင်လာရောသက်ကတော့ပေါက်တယ်လေဒီဘွားတော်ကငါ့ကိုဒါတခုတော့လို့ဘွားတော်ဒါပေမဲ့ဘွားတော်ဆိုမဲ့တထေးကြော်ဗျကျွန်တော်ထင်နန်းနန်းစောစောတော့မဟုတ်ဘူး तू ကလည်းမွေးမွေးကြိုင်ကြိုင်တန်တန်ပြတထေးကြော်ဆိုတာမြစ်တကူလုံးပေါင်းတင်ထားရင်လေအသားကလည်းလာမှာဒါနဲ့ရောသက်ကပဲရှောင်းနေတရက်တော့အပီးကျဲရှောင်းတယောက်တည်းမရှိတော့ဒီနေ့တော့ငါဒီကောင်လေးကိုဒီမောင်လေးနဲ့တော့အပြက်ပဲယောက်ျားလည်းမရှိဆိုတော့ဟေးတဲ့အခန်းထဲမှာရောသက်ကရှိတဲ့အချိန်မှာဝင်လာပြီဘာလို့လဲငါယောက်ျားဒီနေ့မရှိဘူးတဲ့ဒီနေ့နေနဲ့ငါနဲ့2ယောက်တည်းလာပါတယ်ငါတို့2ယောက်ပဲရှိတယ်တခါတည်းကိုလုံးတွေပါဝင်ဝက်ထိအထိတွေ့တွေပါပါလာရောသက်ကဟာဘုရားသခင်ရဲ့ရှေ့မှာကျွန်တော်ဒီအမှုကိုမလုပ်နိုင်ဘူးကျွန်တော်သွားမရမယ်မသွားပါနဲ့သွားမရမယ်မသွားနဲ့ဆွဲတော့ရောသက်ကအတင်းသွားအင်ကြီးဆွဲတဲ့ကအင်ကြီးပဲချွတ်ချပြီးတော့မှအခန်းထဲကနေထွက်ပြေးတာအဲကြောင့်တခါကျွန်တော်တို့စုံစမ်းခြင်းလာရင်စုံစမ်းခြင်းကိုတဲ့ရက်နေနေယေရှုနာမနဲ့စုံစမ်းခြင်းထွက်ယေရှုနာမနဲ့ထွက်မရဘူးတဲ့ကျွန်တော်တို့ထွက်ပြေးရမယ်အာမင်ဖဲရိုက်တာဝါသနာပါတဲ့သူကဖဲဝိုင်းသွားကြည့်ပြီးယေရှုနာမနဲ့ငါဖဲမရိုက်ဘူးမင်းအဲ့ဒါလို့မရဘူးထွက်ပြေးရမှာအဲ့ဒီဟာကိုရှောင်လိုက်အဲ့ဒီဟာမပတ်သက်နဲ့တော့အာမင်အဲ့ဒါသူဘာလုပ်လဲဗျာ
တခါတည်းထွက်ပြေးလိုက်တဲ့ခါကျတော့အင်ကြီးပြီးတော့ဟိုအမျိုးသမီးကဟာရှက်လဲရှက်ဒီကိစ္စပြဿနာကြီးပြီဘယ်လိုလုပ်မလဲယောက်ျားလေးပြန်လာအောင် तू ကရင်ငိုတာဟာနေရမ်းယုံတဲ့လူယုံကငါ့ကိုကြည့်မတရားလုပ်ဖို့လုပ်တာဟိုတယောက်ကဟာဒီကောင်လူဝါးဝါတယ်ချက်ချင်းတခါတည်းအမေးမြန်းမရှိဘူးထောင်ထဲထည့်ပလိုက်တာကျွန်တော်ဘာကိုပြောနေလဲခတ်သိမ်းတော်မူတော့ကျွန်တော်တို့အကျိုးကိုပြုစုတယ်အာမင်ထောင်ထဲထည့်ပလိုက်ရောသက်ထောင်ထဲရောက်သွားဘာဖြစ်လို့လဲဆိုတော့ဟိုမိမနဲ့ငါကျူလိုက်ရင်ကောင်းတာကျူလိုက်ရင်ငါဒီထောင်ထဲရောက်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တယ်ကျူလိုက်ရင်ထောင်ထဲတော့မရောက်ဘူးဘဝပြတ်မယ်ဟိုတလောကကျွန်တော်တငယ်ချင်းကရေးထားတယ်အပြစ်ကတဲ့ကျွန်တော်တို့ကိုမဖြတ်စည်းခင်ဖြော်ပြပေးတယ်တဲ့ဖြော်ပြရေးနောက်မှာလိုက်တော်သူတွေဘုရားသခင်ကျွန်တော်တို့ကိုဖြော်ပြရေးလာအောင်မြင်ခြင်းလာမြင်တွေ့ခွင့်ပေးဖို့ဘုရားကောင်းကြီးပေးပါစေကျွန်တော်တငယ်ချင်းတယောက်ကရေးထားတဲ့ဖေးကအပြစ်ဟာတဲ့ကျွန်တော်တို့ကိုမဖြတ်စည်းခင်တစားစီမလောက်ခင်မှာဖြော်ပြပေးတယ်တဲ့ဒုစရိုက်ဖြစ်ဟာตายရတယ်အာမင်နည်းနည်းများပြီနော်ရသေးလားနှုတ်ကပတ်တော်ဝါလင်းဆိုမိုးလဲရွာလိုက်မိုးအစီးမှာပြီးမယ်အာမင်ဟာလေလုယာဟာလေလုယာဘေးနာသူနည်းနည်းနှိုးဆော်ပါအိမ်မငိုင်းနဲ့နော်ခဏလေးပဲလို့ပြောအာဟာလေလုယာအေးအာယုံပြတ်သွားရအောင်အားနဲ့ဘာဖြစ်သွားလဲယောသက်ကိုထောင်ထဲထည့်ပလိုက်တယ်ထောင်ထဲရောက်သွားတဲ့ခါကျတော့ तू လည်းမေးခွန်းရှိမှာပဲဘုရားသခင်ကျွန်တော်ကိုတော်ရှိလို့ထောင်သို့တော်လည်းပဲထောင်ထဲမှာရောက်တဲ့အခါမှာတဲ့ထောင်ထဲမှာဆက်ရှိတော်လဲထောင်ထဲက2ယောက်သူကြားတဲ့ထောင်ကဘာထောင်လဲဆိုတော့ဘရင်အမှုထမ်းနေကြားတဲ့ထောင်တဲ့အဲ့ဒီမှာသူကြားတဲ့ထောင်ထဲမှာတယောက်တငယ်ချင်း2ယောက်ကအိမ်မက်မက်တယ်ကျွန်တော်ချုပ်လိုက်တော့မယ်အားလုံးသိပြီးသားပြောပါငါသိပြီးသားအာမင်ဟာလေလုယာငါအဲ့ကြောင့်သိပြီးသားပြောပါအေးအခုသိပြီးသားကောင်းကြီးဖြစ်မယ်အာမင်ထောင်ထဲရောက်တဲ့အခါထောင်ထဲမှာရောက်လာတဲ့ဘရင်အမှုထမ်း2ယောက်ကနန်းတော်ထဲကဘရင်ကိုထမင်းကျွေးတဲ့တယောက်ဖလားတော်တယောက်ကကျတော့ဘရင်မစားခင်မှာအစိတ်ပါလားမပါလားစားပေးတဲ့စားတော်2ယောက်ကထောင်ထဲဝင်ချလာအတွဲလိုက်ဟာမင်းတို့2ယောက်ထောင်ထဲဝင်လာတယ်ဘာဖြစ်လို့လဲသူအကျိုးချောင်းမေးအဲ့နဲ့အဲ့2ယောက်ကအိမ်မက်မက်ပါလေရောအိမ်မက်မက်တော့ယောသက်ကအိမ်မက်နဲ့ပဲအလုပ်ဖြစ်တာလေအိမ်မက်လည်းမအိမ်မက်ကတဲ့မင်းတို့2ယောက်စလုံးနောက်3ရက်ကြာရင်မင်းတို့ထောင်ကနေလွတ်မယ်တယောက်ကတော့သေမယ်တယောက်ကတော့ဘရင်ကမင်းကိုယာရုပြန်ပေးမယ်ယာရုပြန်ပေးမယ်တယောက်သေချာနားတော့ငါ့ကိုလာခဲ့အာမခံနဲ့လာထုတ်ပေးပါငါတကယ်တည်းကျတော့ငါသခင်မိမမမားဘူးလာထုတ်ပေးပါပြောတဲ့ကဟိုတယောက်ကထောင်ကလည်းထွက်သွားဘာဖြစ်သွားလဲသိလားမေ့သွားတာဘယ်တော့တော့မေ့လဲ1လ3မရောက်2လ5လလောโอเคကျွန်တော်တို့ပြီးတော့မယ်မိုးရွာနေတယ်ပြန်လို့မရအာမင်ရှာသေးလားနားထောင်ခြင်းသေးလားကဲအဲ့နဲ့ဘာလုပ်လဲဘယ်နားရောက်ရလဲထောင်းနေလွတ်သွားတယ်မင်းငါ့ကိုအာမခံနဲ့လာထုတ်ပါ1လ3မရောက်2လ5လ6လလုံးဝ3မရောက်1နှစ်3မရောက်1နှစ်ခွဲ3မရောက်2နှစ်3မရောက်2နှစ်ခွဲ2နှစ်ခွဲတော့ကြာသွားပြီအာမခံထုတ်တဲ့သူကစောင့်နေဘယ်နေ့ပြန်လာမလဲယောသက်ကစောင့်နေဘယ်နေ့ပြန်လာမလဲတတိကိုမရဘူးကျေးဇူးတော်ပဲ तू ကမိညာကောင်းတယ်ဘာကောင်းလဲမိညာမညာမဟုတ်မိညာကောင်းတယ်တစ်ချက်မှတော့3မရဘူးကျွန်တော်တို့တော့မှတစ်ခါလေးပြန်2နှစ်ကျော်သွားပြီ3မရအဲ့အချိန်မှာဘယင်ကအိမ်မက်ထားမှတ်ပါလေရောဘယင်အိမ်မက်မှပဲ तू က3ရတော့တာဒါတော့ဘယင်အိမ်မက်လို့မဟုတ်ရအောင်မှမဟုတ်အိမ်မက်တော့ဘယင်ကအိမ်မက်အနက်မပြန်နိုင်တော့ तू က3ရဟာငါအိမ်မက်ကိုဟိုထောင်ထဲကတယောက်ရောသက်ဆိုတဲ့တယောက်ဟေပြဲလူကပြောလိုက်တာကွတ်တီကျွန်တော်ဂိမ်းနဲ့ရှော့ပေးပါလားကွတ်တီအဲ့ဒါဆိုတော့ तू ကဘာပြောလဲဟာငါဒီတယောက်မှာတာမေ့နေကြအခုမှ3ရတယ်အဲ့ဒါဘယင်စီမှာပြောအရှင်မင်းကြီးအိမ်မက်နဲ့ပတ်သက်ရင်ထောင်ထဲမှာကျွန်တော်ထောင်ကြတော့ပြောတဲ့တယောက်တကယ်မှန်းတယ်အဲ့ဒါရှင်မင်းကဘာလို့အဲ့ဒီတယောက်ခေါ်ခဲ့လိုက်
နေချင်းရောသက်ကိုထောင်ထဲကထုတ်နှခမ်းမွေးရိတ်စက်ပြမွေးနဲ့ရေချိုးဘရင်ရှိဝင်မှာဆိုတော့အင်ကြီးအကောင်းဆုံးပေးဝေးတခါတည်းခေါ်သွင်းသွားတာဟုတ်လားအိမ်မက်နဲ့ပြန်တာမင်းလားအဲ့မှာတခါတည်းကျွန်တော်ပြောမယ်တူတူပြောလိုက်မယ်အဲ့ဒီနေ့မှာဘရင်အိမ်မက်ကိုအနှက်ပြန်ပြီးသူ့ဘဝပြောင်းသွားတယ်ထောင်ဝါလွတ်တဲ့နေ့မှာအဲ့ဒီတနိုင်ငံလုံးရဲ့ဒုတိယဘရင်ခံဘရင်ပြီးရင်သူပဲဒုတိယဝင်ကြီးချုပ်ဖြစ်သွားတယ်မိမရတယ်အိမ်ထောင်မှာကြတယ်အာမင်ကျွန်တော်တငယ်ချင်းတွေအရင်တော့မေးကြတယ်ကျမ်းစာကြောင့်တက်ကြတော့ဟာတငယ်ချင်းမင်းကျမ်းစာကြောင့်ပြီးရင်သာသနာပြုမှာလားသာသနာပြုမှာတော့ငါမသိကြသေးဘူးတဲ့အိမ်ထောင်ပြုဖို့တော့သိကြကျွန်တော်တကယ်နောက်ကြတာရောသက်ကတကယ်အိမ်အောင်ပြုသွားတာအဲ့ဒါမင်းကြမင်းကျန်းစာကြောင့်ပြီးအမှုတော်ဆောင်ပါလားအမှုတော်တော့မသိသေးဘူးတဲ့မင်္ဂလာတော့ဆောင်မယ်တခုခုတော့ဆောင်မယ်အမှုတော်မဆောင်မင်္ဂလာဆောင်မယ်ဆိုတော့ရောသက်လည်းဘာဖြစ်လဲတခါတည်းအဲ့ဒီနေ့မှာဘရင်ရဲ့ချီးမြှောက်ခြင်းကိုရတယ်ဒါသူ့ဘဝကိုပြန်ကောက်မယ်ဆိုရင်သူ့အကိုတွေသူ့ကိုမုန်းတာရောင်းစားတာတထေးမကတထေးကတော်ကမတရားလုပ်တာထောင်ထဲမတရားကြတာတငယ်ချင်းကမေ့သွားတာအားလုံးကဖယားသခင်ကဘာလုပ်လဲဆိုတော့သူ့အဲ့ဒီဖြစ်စဉ်တွေကနေဖြတ်တန်းပြီးတဲ့အခါမှာဘယင်ခံယာရုနေရာကိုပို့လိုက်တယ်ကျွန်တော်ပြောချင်တာတင်ထောင်ကြမယ်ပြောချင်တာမဟုတ်ဘူးတင်ဘဝမှာဒီလိုတွေကြုံမယ်ရှေလျားနေမယ်ပြောချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တာကျွန်တော်တို့ကြုံတွေ့တဲ့အရာခတ်သိမ်းထဲမှာဖယားသခင်ကချီးမြှောက်နိုင်တယ်အာမင်ဆိုတော့ဒီနေ့ခေတ်ကတော့လွယ်ကူတဲ့ခေတ်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖွင့်ပြချက်ကကျေးဇူးတော်ကလွယ်ကူစေတယ်အခုပဲကြည့်လေခါတိုင်းဆိုနိုင်ဝက်တရားနိုင်ရင်ကျွန်တော်တို့အကုန်အိပ်ပျော်ပြီအခုတနားကြီးကြော်ပြီတယောက်မှအိမ်မကြိုက်သေးဘူးဟာလေလုယာဘာဖြစ်လို့လဲကျေးဇူးတော်ကလွယ်ကူစေတယ်အာမင်ဟုတ်ပါသလားကျွန်တော်လည်းပဲရင်တော့15မိနစ်ဟောကုန်ပြီဟောစရာမရှိတော့ဘူးတရားဟောခိုင်းအရန်ကြောက်တာငါဘာဟောရမှာလဲဒီထဲမှာအမျိုးသမီးတွေဆရာမကလျာဒီဘက်ဦးဆောင်လိုက်နေနှုတ်ကပတ်တော်ဝင်ငါပါကြောက်တဲ့ဖွဲ့တွေရှိလားရှိမှာဒါပေမဲ့ကျွန်တော်ပြောချင်တယ်တိတ်မကြခင်သင်တို့ဗရေအုပ်လို့မရတော့ဝိညာဉ်တော်ကသင်တို့မှားစားမှာဖြစ်တယ်ဟာလေလုယာဆရာမဟောချင်တယ်ညဖွင့်ပြတာရှိတယ်ဘုရားသခင်ပြောခိုင်းတာရှိတယ်သူဟောတဲ့အခါမှာကြံတဲ့သူလည်းကောင်းကြီးရတယ်လာမယ်အာမင်ဆိုတဲ့အခါမှာဘုရားဟာချီးမြှောက်တာဖြစ်တယ်ဒီနေ့ယေရှုကြောင့်ကျွန်တော်တို့ဟာချီးမြှောက်ခြင်းခံမဲ့သူတွေဖြစ်တယ်ဒါကြောင့်အဘယ်မှုကိုမျှမစိုးရိမ်နဲ့လို့ပြောတာဟာယေရှုဟာကျွန်တော်တို့စိုးရိမ်ရမယ့်စာလှဝါးကားထဲမှာအဲ့ဒီစိုးရိမ်ခြင်းအားလုံးအတွက်ယေရှုလှုပ်ပေးလိုက်ပြီသင်စိတ်အားငယ်တဲ့အတွက်ယေရှုကငါသေလောက်အောင်စိတ်နှလုံးအားငယ်တယ်ကျွန်တော်ပြောမယ်နော်တချို့သောသူဒီလိုတော်တရားဟောတယ်ယေရှုတော်ဒုက္ခခံတာတဲ့ခမည်းလည်းဒုက္ခခံရမယ်တဲ့မဟုတ်ဘူးနော်ယေရှုဒုက္ခခံတာသင်နဲ့ကျွန်တော်လွတ်မြောက်ဖို့ကောင်းကြီးရဖို့အာမင်ပြန်ပြောမယ်တချို့သောသူတွေဒီလိုပြောတယ်ယေရှုဒုက္ခခံတယ်တဲ့ယုံကြည်သူတွေယေရှုနောက်လိုက်တဲ့သူတွေဒုက္ခခံရမှာပေါ့ no ယေရှုကငါဆင်းရဲခြင်းခံတာသင်တို့စည်းစိမ်ရှိဖို့ဖြစ်တယ်ငါလက်ဝါးကားထဲမှာအသေးခံတာသင်တို့အပြစ်လုပ်ဖို့ဖြစ်တယ်ငါသေလောက်စိတ်နှလုံးညှိုးငယ်တာသင်တို့ညှိုးငယ်တဲ့ဘဝကနေလွတ်မြောက်ဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒီလိုယုံပါဒါကြောင့်ကျွန်တော်တို့ကြုံတဲ့အခက်အခဲတွေထဲကနေဘုရားသခင်ရှိတယ်ဟာလေလုယာဘုရားကိုချီးမွမ်းပါအာမင်ဒါကြောင့်ခတ်သိမ်းသောအရာကျွန်တော်အကျိုးအတွက်ယောသတ်ဟာထောင်ထဲသာမရောက်ခဲ့အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့ဒါဖြစ်စဉ်လေအရေးကိုကျွန်တော်ပြတာပါတကယ်တမ်းသူ့ကိုဘုရားကသူ့ရဲ့အကြံစရာအကိုတွေနဲ့ပြန်လဲကြုံအောင်အကိုတွေကဇာတိလူနှစ်ပေါင်းဘယ်လောက်ကြာသွားလဲဆိုတော့နှစ်ပေါင်း20ကျော်ကြာသွားတယ်ကြာသွားပြီးတဲ့အခါသူ့အကိုတွေသူ့စီမှာပြန်ရောက်လာတဲ့အခါသူမှမသိဘူးပြန်လဲမှတ်မိရောအကိုတွေကကြောက်တာဟာငါတို့ရောင်းစားတဲ့တယောက်ကအခုတော့ငါတို့ဘယင်ခံဖြစ်တယ်သူတို့ကငါတို့အပြစ်ကိုခွင့်လွတ်ပါလို့ပြောတော့ယောသက်ကဘာပြောလဲသလားအကိုတို့ရဲ့ကိုအပြစ်မတင်နဲ့ကျွန်တော်လည်းအပြစ်မတင်ဘူးအကိုတို့လည်းကောင်းကျိုးဖြစ်ဖို့ကျွန်တော်လည်းကောင်းကျိုးဖြစ်ဖို့ဒီရာအားလုံးကိုစီစဉ်လိုက်တာဖရားပါလက်ခုပ်တီးပြီးချီးမွမ်းရအောင်ဟာလေလုယာလောကလူလာဆိုဘာပြောမလဲအေးမင်းတို့တွေတော့ငါ့ကိုလှုပ်ခဲ့ပြီးတော့အခုကျမှလာတယ်ဟာလားတွေ့မယ်ဒီနေ့ဝိညာဉ်လူတွေကအဲ့လိုမတုံ့ပြန်ဘူးအာမင်ဆိုတော့ဖရားရဲ့ကောင်းကြီးနဲ့သူဟာအသက်ရှင်တာဖြစ်ပါတယ်ဆိုတာပြောချင်တယ်ကဲနောက်ဆုံးတစ်ခုဒီတိုင်းပဲကျွန်တော်ပြောလိုက်မယ်ဒီနေ့အဲ့လောက်ရှိမယ်လို့လုံးဝမထင်တော့အာမင်အာမင်ဆိုတော့အခုကဘယ်ရောက်သွားပြီလဲမစိုးရိမ်နဲ့အရာရာနဲ့ချီးမွမ်းပါနောက်ဆုံးကဆုတောင်းပတ္ထနာပြုပါပြောပါအောင်ဆုတောင်းပါဘုရားသခင်ကအကောင်းဆုံးကြံစီထားတယ်အဲဒါကြောင့်မင်းတို့မစိုးရိမ်နဲ့ချီးမွမ်းပါလို့ပြောတဲ့ဘုရားမဟုတ်ပဲနဲ့နောက်တစ်ခုကောင်းကြီးထပ်ပေးတယ်ငါသားငါသမီးဆုတောင်းပါတောင်းလို့ရတယ်အာမင်ကျမ်းစာပြောတယ်ဆုတောင်းရင်တောင်းပါဆိုတာစိတ်ထဲပေါ့သွားအောင်ဆုတောင်းလိုက်ပါစိတ်ထဲပေါ့သွားအောင်អော်လိုက်စိတ်ထဲပေါ့သွားအောင်ချီးမွမ်းလိုက်ပြောတာမဟုတ်ကျမ်းစာပြောတယ်တောင်းကြလို့တောင်းရင်ရမည်ဟာလေလုယာသင်တို့ဒီတဲ့သားသမီးတွေကိုကောင်းသောအရာပေးရင်ကောင်းကင်ဘုံ၌ရှိတဲ့သင်တို့ဖခင်ဟာတဲ့ဆုတောင်းသောသူတွေကိုတာ၍ကောင်းသောအရာကိုပေးမယ်မဟုတ်ဘူးလားအာမင်
ဒါကြောင့်ဆုတောင်းခွင့်ရှိတယ်ဆုတောင်းခြင်းနဲ့ပြောင်းလဲမယ်မနှက်ပြန်လဲဆုတောင်းရှိတယ်ဘဝမှာသင်ချီးမွမ်းစရာတွေရှိတယ်နားမလဲတဲ့အခြေအနေတွေကျေးဇူးတော်ချီးမွမ်းပါနောက်တစ်ခုအဲ့ဒီအခြေအနေထဲကနေငါဒီကိုသွားမယ်ဆိုတဲ့ຢာတွေဘုရားကိုဆုတောင်းပါကျွန်တော်ဆုတောင်းတယ်ဘုရားသခင် FG အလက်ချောင်းအသင်းတော်ကနေကျွန်တော်ဒီဘက်မှာရှိတဲ့သူတွေပြီးရင်ဘုရားသခင်အလိုရှိတဲ့သူတသိန်းငရဲကနေလွတ်ဖို့ကျွန်တော်တို့ကိုအသုံးပြုပါလို့ကျွန်တော်တောင်းနေတာဖြစ်တယ်